ပါရမီ7ပါးတွေကတတိယမြောက်ပါရမီဖြစ်တဲ့နိက္ခမပါရမီတဲ့စတင်ပြီးတော့နာယူကြည်ညိုကြရအောင်နော်ဘုရားတို့ဘက်ကနေစတင်ပြီးတော့မှတ်သားကြမယ်လို့ဆိုလို့ရှိရင်ဘုရားလောင်းသူမိတာရှင်ယသိလူတွေနဲ့တေကပူဇော်ထားတဲ့ပန်းပုံကြီးပေါ်မှာထိုင်ရင်းဖြင့်ဘုရားအဖြစ်ကိုပြုတတ်တဲ့တရားတွေဟာဘလို့တရားတွေလဲလို့ပါရမီနဲ့ပတ်သက်ပြီးတော့စဉ်းစားဆင်ခြင်တဲ့ဉာဏ်ကိုပါရမီပဝိရှယဉာဏ်ဒါကိုဘိသတို့အလုံးမှတ်ခဲ့ကြပြီးသားဟုတ်လားအဲ့တော့မနေ့တုန်းကဦးဇင်းတို့ဘုရားလောင်းတော်ကောင်းကြီးစဉ်းစားဆင်ခြင်တာကဘာလဲတော့သီလပါရမီအဲ့ဒါဆက်ပြီးတော့စဉ်းစားဆင်ခြင်ပုံကလေးကိုဘုရားရှင်ကိုရောမြတ်ကြီးကိုရောတိုင်းဟောတော်မူခဲ့တဲ့ဘုရားပါဠိတော်ထဲမှာဘယ်လိုဟောထားလဲဆိုတော့နာဟိတိဣထကယေဝယေရမဘောဓိပါစနာနာဟိတိဣထကယေဝဗုဒ္ဓဓမ္မဘောဟိတရေအညေပိဝိရှိနိတ္တမိယေရမဘောဓိပါစနာဖရာအဖြစ်ကိုပြုတတ်တဲ့တရားတွေဟာဒီဒါနသီလမျှတယ်မကသေးဘူးနောက်ထပ်လည်းရှိရလေဦးမယ်ဒါကြောင့်တခြားသောဖရာအဖြစ်ကိုပြုတတ်တဲ့နောက်ပါရမီတရားတွေကိုငါစူးစမ်းရှာဖွေအောင်မယ်အဲ့လိုနဲ့ဆက်ပြီးတော့စူးစမ်းရှာဖွေတဲ့အခါမှာဝိရှိနန္တောတတတခိတတ္တိယနိခမပါရမေပုဗ္ဗကေဟိမဟေတိဟိအာတိဝိတနိတိဝိတစူးစမ်းရှာဖွေတဲ့အခါမှာတတ္တိယမြောက်နိခမပါရမီဆိုတာကိုတွေ့ရတယ်တဲ့ပုဗ္ဗကေဟိမဟေတိဟိရှေးတုန်းကဘုရားလောင်းတော်ကောင်းကြီးများအာတိဝိတနိတိဝိတအမြဲမပြတ်မိဝဲကျင့်သုံးအပ်တဲ့နိခမပါရမီဆိုတာကိုတတိယမြောက်ပါရမီအနေနဲ့တွေ့ရတယ်ပေါ့ဣမန္တောတတ္တိယတာဝဒလံကတ္တဝသမာရိယနိခမပါရမိတံကိစ္စယတိဘောဓိပတ္တုမိစ္ဆတိအဲ့ဒီတတ္တိယမြောက်ဖြစ်တဲ့နိခမပါရမီကိုသင်ဟာဖြည့်ဆည်းမယ်ဖြည့်ကျင့်မယ်ဆိုလို့ရှိရင်သင်အလိုရှိတဲ့သဗ္ဗညုတဉာဏ်ကိုရလို့ဘုရားရှင်စေဧကံဖြစ်လိမ့်မယ်အဲ့လိုမျိုးဘုရားလောင်းတော်ကောင်းကြီးကသူ့ကိုယ်သူဆုံးမတယ်ပေါ့အဲ့တော့ဦးဇင်းတို့ဒီနေရာမှာနိခမပါရမီကိုလည်းပဲဘုရားလောင်းကဥပမာလေးပေးပြီးတော့ကျင့်သုံးဖို့ဆုံးမတယ်ဒါနပါရမီမှာပေးခဲ့တဲ့ဥမာကတစုံတစ်ခုသောအရေးဖြင့်ပြည်နေတဲ့အိုးကိုမှောက်ထားလိုက်သလိုမျိုးတောင်းရန်လာတဲ့ပုဂ္ဂိုလ်ကိုတွေ့လို့ရှိရင်အယုတ်အလက်အမျက်မရွေးပဲနဲ့အကျွင်းကြံမရှိအလှူဒါနကိုပေးလို့ရမယ်သီလပါရမီနဲ့ပတ်သက်ပြီးတော့ပေးထားတဲ့ဥမာကဘာလဲတော့စမရီသားကောင်သည်သူ့ရဲ့အမြီးကိုအသက်နဲ့လဲပြီးတော့ကာကွယ်စောင့်ရှောက်တယ်လို့ကိုခြင်းတရားကိုခြင်းသီလကိုနော်အသက်နဲ့လဲပြီးတော့မပြည့်စည်အောင်ကာကွယ်ဆောင်ရှားရမယ်ခုနိခမပါရမီကိုကြတော့နော်ဘုရားလောင်းတော်ကောင်းကြီးကဘယ်လိုဥမာပေးပြီးတော့ဆုံးမလဲယထာပိအန္တုကရေဝိယရှိတာဟောတောဒုက္ခတိတောနတ္တထရာဂံစနိတိမုဒ္ဓိမေဝကဝေတတိဥမာကအလုံးကိုလေးနဲ့တယ်ယထာပိဥပမာအားဖြင့်ယထာအန္တုကရေအချုပ်ထောင်ထဲမှာရှိတာဟောတော့ကြာမြင့်စွာနေရတဲ့ဒုက္ခတိတော့အလွန်စွာဆင်းရဲကြီးစွာပင်ပန်းကြီးစွာဖြင့်အနှိမ့်ဆက်ခံနေရတဲ့ပုရိသောယောက်ျားသည်တထထိုအချုပ်ထောင်၌ရာဂမမောမှုကိုနဇနိတိယထာမဖြစ်စေတကဲ့သို့အချုပ်ထောင်ထဲမှာအချိန်ကာလကြာမြင့်စွာကြာပြီးတော့စနေရပင်ပန်းပန်းနဲ့အနှိမ့်ဆက်ခံပြီးတော့နေရတဲ့နော်အချုပ်သားတစ်ယောက်အဲ့ဒီအချုပ်ထောင်ကြီးရဲ့အပေါ်မှာသူဟာမမောတဲ့စိတ်တွေ့တာတဲ့စိတ်နှစ်သက်တဲ့စိတ်သူ့မှာမရှိဘူးနာတထရာဂံစနေတိမုဒ္ဓိမေဝကဝေတတိမုဒ္ဓိမေဝလွတ်မြောက်ခြင်းကိုသာလေကဝေတတိသူဟာအမြဲတမ်းရှားပွေးနေတယ်ကိုယ်တိုင်အချုပ်သားတစ်ယောက်စိတ်ကိုယ်ကလေးနဲ့ဖြစ်ကြည့်ပေါ့နော်အချုပ်ထောင်ထဲမှာနေရတယ်ဆိုတာချမ်းချမ်းသာသာမရှိဘူးအလွန်ပင်ပန်းဆင်းရဲကြီးစွာဖြင့်နေရတယ်တခဏဆိုလာတော့လည်းမဟုတ်ရှိတာဟုတ်တော့တဲ့ကြာလာပြီတဲ့အဲ့ဒီအချုပ်ထောင်ထဲမှာသူနေရတာတသက်သာချမ်းချမ်းသာသာနေရတာလားဆိုတော့လေမဟုတ်ဘူးအလွန်ပင်ပန်းဆင်းရဲကြီးစွာဖြင့်နေရတယ်အဲ့လိုလူဟာအဲ့ဒီအချုပ်ထောင်ရဲ့ပုံမှာမမောမှုမရှိဘဲနဲ့လွတ်မြောက်ဖွင့်ကိုသာလည်းရှားဖွေးနေသလိုမျိုးပဲတဲ့တထေဝထို့အတူသာလည်းတွင်တင်သည်လည်းပဲသဗ္ဗဘဝေဟောဒီအလုံးစုံသောဘဝကိုပတ္တအန္တုခရေဝိယအန္တုကရေဝိယအချုပ်ထောင်ကြီးကဲ့သို့ပတ္တမြင်မှကြည့်ပါတဲ့အလုံးစုံသောဘဝကိုအချုပ်ထောင်ကြီးလို့မြင်နိုင်အောင်ကြည့်နိုင်ရမယ်အဲ့လိုအချုပ်ထောင်ကြီးလို့မြင်အောင်ကြည့်ပြီးတော့နော်
အဲ့ဒီအချုပ်ထောင်ထဲကနေပြီးတော့နိခမပိမူခောဟောတိဘဝတော့ပရိမုဒ္ဒိယနိခမပိမူခောဟောတိလွတ်မြောက်ရေးဘက်ကိုပဲအမြဲတမ်းရှေ့ရှုထားဘဝတော့ပရိမုဒ္ဒိယတော့ဆင်းရဲလာတဲ့ဒီဘဝတွေကနေပြီးတော့လွတ်မြောက်ဖို့ရအတွက်နိခမပိမူခောဟောတိနော်မုခဆိုမျက်နှာလွတ်မြောက်ရေးဘက်ကိုပဲအမြဲတမ်းမျက်နှာကိုလှည့်ထားရမယ်ရှေ့ရှုထားရမယ်ဆိုတော့အဲ့ဒါကိုပြောတာအဲ့တော့ဆိုလိုတာကဘာပဲလှုပ်ဘာပဲပြောဘာပဲတွေးဒီဘဝတန်တရားဝရှင်ကလွတ်မြောက်ဖို့ဆိုတဲ့အမြင်ကလေးနဲ့အဲ့ဒါကိုအခြေခံပြီးတော့လွတ်မြောက်ရေးကိုရှေ့ရှုပြီးတော့နေရမယ်လို့ဒါပြောတာဘာမှနားမလည်ကြမရှိဘူးနော်အချုပ်ထောင်ထဲမှာစနေရဲပြင်မဲ့ဘာမှအကြာကြီးနေရတဲ့လူဟာအဲ့ဒီအချုပ်ထောင်ရဲ့ပုံမှာမမောမှုရှိပဲနဲ့အဲ့ဒီအချုပ်ထောင်ထဲကနေလွတ်မြောက်ဖို့ကိုပဲလမ်းစအမြဲရှားနေသလိုသင်ဟာလည်းပဲဟောဒီ32ပုံဆိုတဲ့ဒီဘဝဝိဒုက္ခတွေကနေပြီးတော့လွတ်မြောက်ဖို့ကိုပဲအမြဲတမ်းရှေ့ရှုပြီးတော့ဒီဘဝဒုက္ခတွေကနေလွတ်မြောက်ဖို့အတွက်ဒီ32ပုံကိုအချုပ်ထောင်ကြီးလို့ကြည်ပါမြင်ပါဒါဆိုလို့ရှိရင်သင်ဟာအရဟတမေညာတပ္ပညုတဉာဏ်ကိုရလိမ့်မယ်ဒါကနိခမပါရမီနဲ့ပတ်သက်ပြီးတော့ဘုရားလောင်းသူတော်ကောင်းကြီးသူ့ကိုယ်သူဥပမာပေးပြီးတော့ဆုံးမတော်မူတာပေါ့တော့ဒီနေ့ဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့ဒီနိခမတရားနဲ့ပတ်သက်ပြီးတော့နော်ပြောကြရအချက်လက်တွေအများကြီးဦးဇင်းရှာဖွေထားတယ်ဒီကနေစပြီးတော့ပြောကျင်တော့ဆိုတော့နိခမတရားဆိုတာဘာလဲအဲ့ဒီကနေစပြီးတော့ပြောတော့နိခမဆိုတာထွတ်မြောက်ခြင်းဘယ်ကနေထွတ်မြောက်တာတော့လို့မေးရင်ကာမကနေထွတ်မြောက်တာဒီနေ့မှာကာမဆိုတာကလည်းပဲဝိတုကာမကိလေသာကာမလို့နှမျိုးရှိတယ်ဝိတုကာမဆိုတာကကြည်ကျင်စရာမြင်ကျင်စရာကောင်းတဲ့အရှင်းမျိုးစုံယူပါယုံနားထောင်ကျင်စရာကောင်းတဲ့အတန်မျိုးစုံတတ္တယုံနမ်းရှုကျင်စရာကောင်းတဲ့အနတ်မျိုးစုံခန္ဓာယုံစားတောက်ကျင်စရာကောင်းတဲ့အရသာမျိုးစုံရတ္တယုံတွေ့ထိကျင်စရာကောင်းတဲ့အတွေ့ထိမျိုးစုံဖုဒ္ဓဘယုံအာယုံ၅ပါးအဲ့ဒါကိုဝိတုကာမကိလေသာကာမဆိုတာကအဲ့ဒီဝိတုကာမရဲ့ပေါ်မှာနော်လိုချင်တယ်ရချင်တယ်တွေ့ချင်တယ်ကြုံချင်တယ်ဖြစ်ချင်တယ်လို့ဆိုတဲ့လောဘအဓိကပြဋ္ဌာန်းတဲ့ကိလေသာတရားကိုကိလေသာကာမလို့ပြောတယ်လွတ်မြောက်အောင်ကြိုးစားရမယ်လွတ်မြောက်မှုဆိုတာဘာလဲဆိုရင်အနှစ်ချုပ်မှတ်ရမှာကအဲ့ဒီဝိတုကာမကိလေသာကာမကနေပြီးတော့ထွတ်မြောက်နိုင်ဖို့ကြိုးစားတာဒါကိုနိခမလို့နားလဲရမယ်ကျေးဇူးတော်ရှင်လေဒီဆိုဘုရားကြီးကတော့ဥတ္တပပုရိသဒီပတိကျမ်းထဲမှာနိခမဆိုတာဘာကိုပြောတာလဲဆိုရင်အလောဘကိုပြောတာတဲ့လောဘဆိုတာလိုချင်တာရချင်တာဖြစ်ချင်တာနော်အလောဘဆိုတာကစန့်ကျင်ဘက်ပေါ့နော်လိုချင်မှုရချင်မှုဖြစ်ချင်မှုတွေ့တာမမောမှုကင်းတဲ့သဘောဒါကိုအလောဘနားလည်တွေ့အောင်ဆိုဘုရားကြီးကပြောတာနော်နိခမတရားဆိုတာအဓိကဘာကိုပြောတာတော့အလောဘကိုပြောတာအဲ့တော့ကိုကအိမ်မှာနေရင်းနဲ့လောဘမဖြစ်အောင်ကြိုးစားနိုင်မယ်အလောဘဖြစ်အောင်ကြိုးစားနိုင်မယ်ဆိုရင်နိခမပါရမီကိုဖြည့်စည်းရရောက်တယ်ရသောဖြင့်နိခမပါရမီနဲ့ပတ်သက်ပြီးတော့တောထွက်တယ်လို့ဒီလိုပဲအကျဉ်းမြင်မှတ်သားထားကြတော့တောတဲ့ကိုထွက်ဖို့ဆိုတာလည်းပဲလူသားမနေအနေနဲ့ဘလို့မှနော်ကြံစီဖို့တောင်မလွယ်တဲ့ကိစ္စဟုတ်လားဒါကြောင့်ကိုယ်အိမ်မှာနေရင်းနဲ့နော်နိခမပါရမီကိုဖြည့်စည်းခြင်းတယ်ဆိုလို့ရှိရဲ့လောဘဖြစ်เสียအာယုန်တွေကြုံလာတဲ့အခါမှာလောဘမဖြစ်အောင်ထိမ့်သိမ့်ပြီးတော့နော်အလောဘဓာတ်ကိုကြီးထွားအောင်ပြုစုပြောထောင်မွေးမြူနိုင်မယ်ဆိုရင်ဒါနိခမပါဠိကိုဖြည့်ဆည်းတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်နိခမဆိုတာဘာလဲလို့မေးရင်ကာမမထွမြောက်ခြင်းဝိတုကာမကိလေသာကာမ2မျိုးတို့ထက်ပိုပြီးတော့လိုရင်းကြအောင်ပြောရလို့ရှိရင်လောဘဆိုတဲ့ကိလေသာကာမကနေလွတ်မြောက်အောင်ကြိုးစားတာအလောဘဓာတ်ဖြစ်အောင်ကြိုးစားတာဒါပေမဲ့နိခမတရားရဲ့နေပယ်ကအလွန်ကျဲတယ်နိခမတရားနဲ့ပတ်သက်ပြီးတော့ပပိဇံပထမဇာနနိဗ္ဗာန်နဲ့သဝိပဿနာသဗ္ဗေပိကုသလဓမ္မနိခမန္တိပေါစရေတဲ့နိခမတရားရဲ့အဓိပ္ပာယ်ကိုအဲ့လိုမျိုးကြဲကြဲပြန့်ပြန့်ပြောတာလည်းရှိတယ်။နောက်ပပိဇံရှင်အဖြစ်ယဟန်အဖြစ်ကိုပြုခြင်းဟာလည်းပဲဒါနိခမတရားပထမဇာနနော်ပထမဇန်ရအောင်ကြိုးစားအထုတ်တယ်ဆိုတာလေနိခမတရားဇန်တရားတွေရအောင်ကြိုးစားတာပါနိဗ္ဗာန်နဲ့စတယ်နော်နိဗ္ဗာန်ဆိုတာလည်းနိခမတရားတစ်မျိုးပဲနော်သုံးမျိုးရှိသွားပြီနော်အေးဝိပဿနာဒီယုံနာခန္ဓာသဘာဝတရားတို့ရဲ့အိဋ္ဌဒုက္ခအနတ္တလက္ခဏာတွေသုံးပါးကိုသိအောင်မြင်အောင်ကြိုးစားအထုတ်လို့သိတဲ့မြင်တဲ့ဉာဏ်ကိုရပြီဆိုရင်လည်းဒါလည်း
နိခမတရားသဗ္ဗေပိကုသလာဓမ္မာနိခမန္တိပု္ပ္ပတိသဗ္ဗေပိကုသလာဓမ္မာအလုံးစုံသောကုသိုလ်တရားတွေဟာလည်းပဲနိခမတရားပဲတဲ့ဟောနိခမတရား၅မျိုးအကြံဉာဏ်လေးမှတ်ရနော်ပပိစ္ဆဆိုတဲ့နော်ရှင်အဖြစ်ယဟန်အဖြစ်ကိုပြုတာလူဝိကြောင့်ကိုစွန့်ပြီးတော့ယတိယဟန်ပေါ့နော်အဲ့ဒါလိုမျိုးဝတ်နိုင်ရင်လည်းဒါပါလေနိခမပဲနော်ပထမဇန်ရအောင်နိဝရဏတရားတွေကင်းကွာအောင်ကြိုးစားအထုတ်လို့ပထမဇန်ရမယ်ဆိုရင်လေဒါနိခမတရားနော်နိဗ္ဗာန်ဆိုတဲ့တရားဝိပဿနာဆိုတဲ့တရားနောက်ဆုံးအကုန်ချုပ်လိုက်တဲ့အခါကျတော့သဗ္ဗေပိကုသလာဓမ္မာကုသိုလ်ကောင်းမှုမှန်သမျှသည်ဒါနိခမပဲတဲ့နိခမဆိုတာထွတ်မြောက်ခြင်းလို့စောစောကပြောတယ်နော်အဲ့တော့ကုသိုလ်ကောင်းမှုမှန်သမျှသည်ဘယ်ကနေထွတ်မြောက်တာတုံးလို့မေးရင်အကုသိုလ်တရားတွေကနေထွတ်မြောက်တာကုသိုလ်ဖြစ်တယ်ဆိုတာအကုသိုလ်တရားတွေကနေထွတ်မြောက်နိုင်မှကုသိုလ်ဖြစ်တာဟုတ်တယ်မဟုတ်လားအေးဒါကြောင့်ကုသိုလ်ကောင်းမှုဒါနပဲဖြစ်ဖြစ်သီလပဲဖြစ်ဖြစ်ဘာဝနာပဲဖြစ်ဖြစ်ဘလို့မြင့်မြတ်တဲ့သဘောလေးတွေပဲဖြစ်လာပြီဆိုရင်ဒါနိခမထဲမှာအကျုံးဝင်တယ်လို့ဒီလိုမှတ်သားဖို့မလိုဘူးလားလို့တယ်နော်ဒါကြောင့်နိခမတရားနဲ့ပတ်သက်ပြီးတော့အဲ့ဒါလို့ကြည်ကြည်ပြန့်ပြန့်နားလည်ရမယ်နောက်တစ်ချက်ကပါရမီ7ပါးထဲမှာနိခမပါရမီဒီအဓိကအရေးအကြီးဆုံးပါရမီဖြစ်တယ်လို့လေဒီဆိုဘုရားကြီးကအလိုရှင်းပြတယ်ဘာဖြစ်လို့လဲဆိုတော့ဘယ်ပါရမီတရားကိုပဲဖြည့်ဆည်းဒီတန်တရားဝဆင်းရဲကလွတ်မြောက်လို့တဲ့စိတ်ပါမှတန်တယ်အဲ့ဒါတွေဟာပါရမီထိုက်တယ်ဦးဇင်းတို့ပါရမီ7ပါးနောက်ဆုံးဟောတဲ့နေ့ကျတော့နော်ဘယ်လိုကောင်းမှုကပါရမီထိုက်တယ်ဘယ်လိုကောင်းမှုကပါရမီမထိုက်ဘူးဘယ်ဟာကအရှုပ်ဘယ်ဟာကအလတ်ဘယ်ဟာကအမျက်ဆိုတာဦးဇင်းတို့ပိုင်းခြားပြီးတော့ပြောမှာပါဟုတ်လားခုလုံးလုံးစေတော့တလုံးချင်းစီရဲ့အဓိပ္ပာယ်ကိုအကျဉ်းတဝန်းပြောနေတာပေါ့နော်ဒါကြောင့်ဒီနိက္ခမတရားရဲ့အရေးပါမှုကိုအဲ့လိုကြားဖြတ်မှတ်သားရမယ်ပေါ့ဒါနပဲဖြစ်ဖြစ်သီလပဲဖြစ်ဖြစ်နောက်ထပ်ဆက်ပြီးတော့ပြောမယ်နော်ဝိရိပညာပဲဖြစ်ဖြစ်ဝိရိယပဲဖြစ်ဖြစ်ခန္တီသစ္စာအဋ္ဌမေတ္တာဥပေက္ခဘာပဲဖြစ်ဖြစ်ပေါ့ကောင်းတာတွေမှန်သမျှသည်တန်တရားဝဆင်းရဲကလွတ်မြောက်လို့ရေးကိုရှေ့ရှုပြီးတော့လုံမှအဲ့ဒါတွေကမြင့်မြတ်တဲ့ပါရမီထိုက်တယ်နိက္ခမမပါလို့ရှိရင်ကျန်တာတွေဟာပါရမီထိုက်ဖို့မလွယ်ဘောပေါက်ရလားဒါကြောင့်ဒီအလောဘဆိုတဲ့သဘောဒီတန်တရားဝဆင်းရဲကလွတ်မြောက်လို့တဲ့သဘောကပါကိုပါရမယ်တကယ်စင်စစ်ဘုရားပွင့်လာတယ်ဆိုတာတန်တရားဝဆင်းရဲကလွတ်မြောက်အောင်ကြိုးစားဖို့နိလန်းကိုပေးဖို့ဟုတ်လားဒါနဲ့တလက်စားတဲ့မြတ်စွာဘုရားကတော့ဒီတန်တရားထဲမှာနောက်ကျင်လဲကျက်စားနေကြမယ်ဆိုရင်လည်းပဲကောင်းကောင်းမွန်မွန်ကျင်လဲကျက်စားနိုင်အောင်ဆိုတာလည်းပဲဟောပြောတာတွေမရှိဘူးလားရှိတယ်ဒါပေမဲ့တကယ်အဓိကရည်ရွယ်ချက်ကတန်တရားဝဆင်းရဲကလွတ်မြောက်ဖို့ပဲအောင်ဆိုတန်တရားထဲမှာကျင်လဲနေရင်တစ်ချိန်မဟုတ်တစ်ချိန်သူကဒုက္ခတွေ့မှာအဲ့တော့တန်တရားတွင်ချမ်းသာကိုညွှန်ပြဖို့အတွက်ဘုရားကအဓိကပွင့်လာတာမဟုတ်ဒီတန်တရားဝဆင်းရဲကလွတ်မြောက်ရေးလမ်းစာကိုသာလင်ပြောပြဖို့ဟောပြဖို့ဘုရားပွင့်လာတာဟုတ်ရဲ့လားဒါကြောင့်နိက္ခမတရားရဲ့အရေးပါပုံကိုပိဋကပေါင်းတော်ကောင်းတို့အဓိကနားလည်ဖို့မလိုဘူးလားလို့တယ်နော်အဲ့ဒါလို့ဆိုရင်အဲ့ဒီနိက္ခမတရားဟာဒီထွတ်မြောက်လို့တဲ့တရားဟာဘာကြောင့်ဖြစ်လာတာတုံးလို့သူ့ရဲ့အနည်းဆုံးအကြောင်းကိုဦးရှင်တို့ရှာမယ်ဆိုလို့ရှိရင်တံဝေကပဋ္ဌဌာနံလို့ဇာရဲကအဲ့လိုပြောတယ်ထိတ်လန့်မှုတံဝေကလည်းဤသုံးအကြောင်းရှိတယ်တဲ့ဒါဟုတ်တာပေါ့ဒီတန်တရားဒီဘဝဒီဒုက္ခတွေဟာထိတ်เสียလန့်เสียကြောက်เสียတွေပဲဆိုတာကိုသိမှမြင်မှသာလင်ဒီဝိဆင်းရဲကနေလွတ်မြောက်အောင်သူကြိုးစားမှာအောင်ထိတ်လန့်မှုမရှိဘူးဒီထဲမှာပဲပြောနေတယ်ဆိုရင်ဘယ်သူကထွက်မြောက်ခြင်းမလို့ပြောနေတယ်ဆိုရင်ထွက်မှာမဟုတ်ဘူးရိုးရိုးလေးပဲနော်ဒီခန္ဓာဒီဘဝရဲ့အမှန်တရားတွေကိုသိမှမြင်မှအော်ဒါတွေဟာထိတ်เสียလန့်เสียတွေပဲဆိုတဲ့အမြင်အခြေခံမှသာလင်ထွက်မြောက်မှုဆိုတာကိုတဆင့်တက်ပြီးတော့လှမ်းနိုင်ပါဟုတ်တယ်မဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့တံဝေကဆိုတဲ့တရားသည်နိက္ခမဖြစ်ခြင်းရဲ့အကြောင်းတရားလို့ဒါကိုလည်းနားလည်ဖို့မလိုဘူးလားလို့တယ်နော်ခုတက္ကရာမတို့ဦးကြီးတို့တွေမထွတ်မြောက်နိုင်ကြဘူးမထွတ်မြောက်နိုင်ကြဘူးဆိုတာတဲ့ထွတ်မြောက်ခြင်းစိတ်ကိုမရှိဘူးဆိုတာဆိုမဲ့ဆိုရင်အများအတွက်ပူပြီးတော့မှတ်မယ်လို့ထင်တယ်နော်အများစုကထွတ်မြောက်ဖို့ကြိုးစားဖို့နေသာထွတ်မြောက်ခြင်းတဲ့စိတ်ကလေးကိုအခြေခံကြရှိဖို့မလွယ်သေးဘူးဟိုအနေကိုအဟုတ်ကြီးထင်ပြီးတော့နေကြတာပဲလေနော်အချင်းချင်းဖက်တွယ်ပြီးတော့နောက်သူ့ကြောင့်ကိုထွက်လို့မရသလိုကို့ကြောင့်သူထွက်လို့မရအောင်အချင်းချင်းနှောင်ဖွဲ့ရစ်ပတ်ပြီးတော့ထားကြတာတွေမရှိဘူးလားရှင်နော်အချင်းချင်းနှောင်ဖွဲ့ပြီးတော့ထားတာအဲဇာထဲမှာပါတဲ့ဥမာလေးတစ်ခုရှိတယ်ဟိုနှဖြူကြီးနဲ့နက်နက်ကြီးကိုနှစ်ဖားကျိုးတစ်ချောင်းနဲ့ထိုးပြီးတော့ပူးပြီးတော့ချီးပေးတယ်ဘယ်နှဖြူကြီးကလည်းအမြဲတမ်းနက်နက်ကြီးကိုစိတ်ထုတ်တယ်တင်းကြောင့်ငါသွားခြင်းတဲ့နေရာသွားလို့မရဘူးဟုတ်လားနက်နက်ကြီးကလည်းနှဖြူကြီးကိုစိတ်ထုတ်တယ်
သူ့ကြောင့်ငါသွားခြင်းတဲ့နေရာသွားလို့မရဘူးသူ့ကြောင့်ငါမလွတ်လပ်ဘူးတကယ်စင်စစ်နှဖြူကြီးကြောင့်နည်းနည်းကြီးမလွတ်လပ်တာလည်းမဟုတ်ဘူးနည်းနည်းကြီးကြောင့်နှဖြူကြီးမလွတ်လပ်တာလည်းမဟုတ်ဘူးပါလဲဆိုတော့ကလေးကောင်ကသူတို့နှစ်ဖားပေါက်နှစ်ခုကိုပူးပြီးတော့ခြေထားတဲ့နှစ်ဖားကျိုးကြောင့်မလွတ်လပ်တာအဲ့တော့လူတွေဟာတယောက်နဲ့တယောက်လွတ်လပ်မှုမရှိအောင်ချုပ်ချယ်တယ်လို့ထင်တဲ့နေရာမှာဒါရိုက်ချုပ်ချယ်လို့မရအောင်တန်ရောစင်ကြိုးရှိလို့ချုပ်ချယ်လို့ရတာတကယ်လို့ကိုကတန်ရောစင်မရှိဘူးဆိုလို့ရှိရင်ဘယ်သူကမှကိုကိုချုပ်ချယ်လို့မရအောင်ဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ဒီထွတ်မြောက်ရေးကိုတရားဓမ္မတို့ဦးဇင်းတို့တွေဘာကြောင့်မလုံးနိုင်ကြတာတုံးလို့မေးရင်အချင်းချင်းနှောင်ဖွဲ့ရစ်ပတ်ပြီးတော့နေကြတာတွေမရှိဘူးလားရှိတယ်ဟုတ်လားဒါကြောင့်ဒီထွတ်မြောက်ရေးကိစ္စကိုစဉ်းစားတဲ့နေရာမှာအချင်းချင်းနှောင်ဖွဲ့မှုတွေအများကြီးရှိနေတယ်ဆိုတာလေးကိုလည်းစဉ်းစားမိဖို့လိုတယ်ပေါ့တော့ဒီနေရာမှာဦးဇင်းတို့မိဂဇာလမထေရမြတ်စွာဘုရားကိုမေးထားတာလေးတစ်ခုပြောခြင်းနဲ့ပေါ့အမေးလေဆိုတော့မြတ်စွာဘုရားတဲ့တယောက်တည်းနေသူတယောက်တည်းနေသူလို့ပြောတယ်ဘလို့အတိုင်းတာဘလို့နေတဲ့လူကိုတယောက်တည်းနေတဲ့လူလို့ဆိုမယ်လေတဲ့ဘလို့နေတဲ့လူကိုအပေါင်းဖော်နဲ့နေတဲ့လူလို့ဆိုမယ်လေတဲ့အဲ့လိုမေးတဲ့အခါကျတော့မြတ်စွာဘုရားကအာယုံ6ပါးနဲ့ကပ်ပြီးတော့ပြောတယ်နော်စက္ခုဝိညာဉ်မျက်စိဖြင့်မြင်အပ်သိအပ်တဲ့ဒီယူပါယုံတွေရဲ့အပေါ်မှာဆွဲမဲ့မှုမကင်းဘူးမမောမှုမကင်းဘူးလိုလားတောင့်တမှုမကင်းဘူးအဲ့ဒါလိုလောဘဓာတ်တွေဖြစ်နေတယ်ဆိုလို့ရှိရင်နော်အတန်တွေရဲ့အပေါ်အနတ်တွေရဲ့အပေါ်အရာသာအတွေ့အထိအတွေ့အကြံအာယုံ6ပါးနော်အဲ့ဒီအာယုံ6ပါးရဲ့အပေါ်မှာအလိုဆန္ဒလောဘဓာတ်တွေဖြစ်နေမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာတဏှာဒီဟူသောအပေါင်းဖော်နဲ့နေတဲ့သူလို့ဆိုရမယ်တဲ့သူတိုးရဲသွားပြီးတော့စိတ်ငြိမ်ရာမှာဘာလူသားမှမကြားတဲ့နေရာထဲမှာတကူတီးသွားပြီးတော့နေတော်လည်းပဲအဲ့ဒီလောဘရှိနေမယ်ဆိုရင်တော့သူဟာအပေါင်းဖော်နဲ့နေတဲ့လူလိုပဲဆိုရမယ်တဲ့တကူတီးနေတဲ့လူတယောက်တည်းနေတဲ့လူမဟုတ်ဘူးတဲ့။အောင်ဆိုသူ့မှာလောဘတည်းဟူသောအပေါင်းဖော်ရှိနေတဲ့အတွက်ကြောင့်ပဲတဲ့။စဉ်းစားနော်ဒါအလွန်စဉ်းစားတဲ့အကောင်းတဲ့ကိစ္စလူကတယောက်တည်းဖြစ်နေတာဒါပေမဲ့စိတ်ထဲမှာအလိုဆန္ဒတွေရှိနေတယ်ဆိုရင်ကိုယ်မှဘာရှိနေအပေါင်းဖော်ရှိနေတယ်တယောက်တည်းမဟုတ်ဟုတ်လားမတယောက်တည်းနေတဲ့လူဆိုတာဘယ်လိုလူကိုပြောတာတုံးဆိုတော့အဲ့ဒီလောဘတည်းဟူသောအပေါင်းဖော်မရှိတဲ့လူယူပါယုံတတ္တယုံကန္တယုံရတ္တယုံဖုဒ္ဓဘာယုံဓမ္မယုံဆိုတဲ့အာယုံ6ပါးရဲ့ပေါ်မှာနော်အလိုဆန္ဒကင်းနေတဲ့ပုဂ္ဂိုလ်အဲ့ဒါလို့ဆိုလို့ရှိရင်တော့သူဟာအပေါင်းဖော်မရှိဘူးတယောက်တည်းနေတာအဲ့ဒါလူကြားထဲမှာပိဋကတ်တွေကြားထဲမှာမြို့ထဲရွာထဲမှာဘယ်လိုပဲနေသူဟာအပေါင်းဖော်နဲ့နေတာမဟုတ်သူဟာတယောက်တည်းနေတဲ့လူလိုပဲဆိုရမယ်တဲ့ဒါကအလွန်မှအနှစ်သာရရှိတယ်လို့ဆိုနိုင်ဘူးလားနော်တော်ထဲမှာတယောက်တည်းသွားနေတော့လည်းပဲလောဘရှိနေရင်တော့အပေါင်းဖော်နဲ့နေတာလူတွေကြားထဲမှာနေတော့လည်းပဲလောဘမရှိဘူးဆိုရင်တော့တယောက်တည်းနေတာဟောဒါမိဂဇာလယဟန်ကိုမြတ်စွာဘုရားခွဲခြားပြီးတော့ဟောတာအဲ့တော့ဒီနေမှာဥစဉ်တို့အဲ့ဒါလို့ဆိုရင်ဥစဉ်ရဲ့အဓိကအဲ့ဒီလောဘမရှိဖို့ပဲမဟုတ်လားလို့မေးရင်ဟုတ်တယ်လို့ပဲဖြေရမယ်သို့တော့လောဘရှိနေတဲ့ပုံကိုယ်တွေမှာတော့နော်လူတွေကြားထဲမှာနေတာထက်အဲ့ဒါလို့နော်စိတ်ဉာဏ်ရာရချင်းကတ္တာမျိုးတော့တောတောင်အရချင်းကပ်ပြီးတော့နေတာမျိုးကပို့ပြီးတော့လိုလားအပ်တယ်လောဘမရှိတဲ့ပုံကိုယ်ဒီသားနဲ့ဟိုအပေါင်းဖော်တွေနဲ့ပိဋကတ်တွေနဲ့နေတဲ့နေရာမှာအန္တရာယ်မရှိတာလောဘရှိနေတဲ့လူကတောထဲမှာနေတာနဲ့လူကြားမှာနေတာနဲ့သူဘယ်ဟာကိုအန္တရာယ်ရှိမလို့လူကြားထဲမှာနေတာအန္တရာယ်ရှိတာ哦နော်စောစောကဒေသနာလေးကိုဦးဇင်းတို့ရုပ်တရက်စဉ်းစားလိုက်တော့တရားဓမ္မတို့ဦးဇင်းတို့တွေကအားရှိမယ်ပေါ့နော်အော်တို့လည်းပဲလူကြားထဲနေပြီမဲ့လောဘကင်းရင်တော့တို့လည်းပဲတယောက်တည်းနေတာပဲလို့ထင်ကြရှိတယ်ဒါပေမဲ့ကိုကလောဘကင်းနေတာမှမဟုတ်ပဲဟိုတော့ပေါ့ရဲ့လားတော့လောဘမကင်းတဲ့လူအချင်းချင်းနှိုင်းစားလိုက်မယ်ဆိုရင်တော့တောမှနေတာကောင်းလားလူကြားထဲမှာနေတာကောင်းလားဆိုရင်တောမှနေတာကောင်းတော့ဟုတ်တယ်မဟုတ်လားသောသောကသူကလောဘမရှိတဲ့ပုဂ္ဂိုလ်ကိုယဉ်ညွန်းပြီးတော့မြတ်စွာဘုရားပြောတာလောဘရှိနေရင်တော့တောထဲနေလဲအပေါင်းဖော်နေပဲဟိလောဘမရှိဘူးဆိုရင်တော့လူကြားထဲနေလဲပဲတယောက်တည်းပဲဟိဒါကဓမ္မတိတန်ပြတာဒါလည်းအလွန်မှတ်တယ်သို့တော်တရားဓမ္မတို့ဦးဇင်းတို့တွေကဘာရှိနေရောလောဘရှိနေတယ်တောထဲသွားနေလဲလောဘရှိတယ်လူတွေကြားထဲနေလဲလောဘရှိတယ်အဲ့လိုဆိုလို့ရှိရင်တော့လောဘရှိတာချင်းအတူတူဆိုရင်တော့ဘယ်မှာနေတာကပို့ပြီးတော့အနှစ်သာရရှိနိုင်တော့ကောင်းနိုင်တော့ငြိမ်းချမ်းနိုင်တော့သိဉာဏ်ကိုရနိုင်တော့လို့မေးရင်တော်တဲ့နေတာကပို့ပြီးတော့စိတ်ငြိမ်တဲ့နေရာကိုနေတာကပို့ပြီးတော့အကျိုးကျေးဇူးများတယ်ဒါကြောင့်မြတ်စွာဘုရားဘုရင်တို့နာဂိတသုတ်တံဆိုပြီးတော့သုတ်တံတစ်ပုဒ်ရှိတယ်နော်နာဂိတယဟန်ကိုမြတ်စွာဘုရားဟောထားတာခါတစ်ပါးမှာ
ရသော်ဘုရားတရင်သုံးနေတဲ့နေရာကိုတခါတော့မှဒီအများကြီးရောက်လာတယ်အကုန်လုံးစူးညံနေတယ်ပေါ့ကြောင်းတစ်ကြောင်းလုံးရသော်ဘုရားအဲ့ဒါထွက်လာပြီးတော့အလုတ်ကျွေးဖြစ်တဲ့နာဂိတကိုမေးတယ်နော်ငစိမ့်စေတွေငါးယောက်တဲ့နေရာမှာစူးနေတယ်လို့မျိုးဒီနားလားစူးနေတာဘယ်သူတွေတုံးလို့မေးတာဒါမြတ်စွာဘုရားတဲ့မြတ်စွာဘုရားကိုဖူးမြော်ဖို့အတွက်အဝေးကြီးကရောက်လာကြတဲ့တရားဓမ္မတွေပါဒါမြတ်စွာဘုရားကနာဂိတာတဲ့ငါဟာလည်းပဲအချမ်းရံအကျော်စောနဲ့မဆက်ဆံလို့ကိုအချမ်းရံအကျော်စောကိုလည်းငါလည်းမဆက်ဆံသေးနဲ့တဲ့မြတ်စွာဘုရားအပြတ်ပြောတာနော်အချမ်းရံအကျော်စောကိုလည်းငါလည်းမဆက်ဆံသေးနဲ့တဲ့အချမ်းရံအကျော်စောကိုလည်းငါမဆက်ဆံခြင်းမူတဲ့ဒီတော့နာဂိတာကမြတ်စွာဘုရားတဲ့သိခံရမယ့်အချိန်မှာမြတ်စွာဘုရားစီကိုနော်တရားနာဖို့လှူဖို့တန်းဖို့နော်အကျိုးလိုလားလို့ရောက်လာကြတဲ့ပုံကိုယ်တွေကိုမြတ်စွာဘုရားသိခံရမယ့်အချိန်မှာအဲ့ဒီမှာမြတ်စွာဘုရားကတလက်စတဲ့အများကြီးဟောတာနော်ပါဟောပြတော့ဆိုတော့တရားချမ်းသာအတူချုပ်ကလေးဦးဇင်းပြောနော်တရားကြောင့်ဖြစ်တဲ့ချမ်းသာကိုလွယ်လွယ်ကူကူမရတဲ့ပုံကိုယ်သေးတာလျင်ဒီလိုအပေါင်းဖော်တွေနဲ့ပျော်တာမျိုးနော်လက်လာပါတွေနဲ့ပျော်တာမျိုးကိုဒီလိုချမ်းသာမျိုးကိုရှားကြတာငါကတရားကြောင့်ဖြစ်တဲ့ချမ်းသာကိုလွယ်လွယ်ကူကူချမ်းချမ်းသာသာမပင်မပန်းရတဲ့အတွက်ကြောင့်ဒီလိုချမ်းသာမျိုးကိုငါရှားနေစရာမလိုဘူးဆိုတဲ့အဓိပ္ပာယ်ပြောတာအဲ့ဒီမှာမြတ်စွာဘုရားတစ်ဆက်တည်းပြောတာလေးကနော်မြို့တွေရွာတွေမှာတမာတိရနေတဲ့ယဟန်ကိုဒီမှာတိတ်မနစ်သက်ဘူးတဲ့လူတွေကြားထဲနေပြီးတော့တမာတိရှိနေတဲ့လူကိုတိတ်မနစ်သက်ဘာလို့ဆိုအဲ့ဒီလူတွေကြောင့်တစုံတစ်ယောက်ကြောင့်အဲ့ဒီတမာတိလေးဟာမြန်မြန်ပြတ်သွားတဲ့အကြောင်းရှိတယ်တဲ့နော်တောတောင်အရက်မှာချင်းကပ်ပြီးတော့စိတ်ငြိမ်အရက်မှာချင်းကပ်ပြီးတော့တောကြောင်းမှာငိုက်မီးနေတဲ့ယဟန်ကိုငါနှစ်သက်တယ်တဲ့။ပေါင်းဆိုမကြခင်မှာသူဟာဇန်တို့တရားတို့တရားမြတ်တို့ရလာနိုင်တယ်တဲ့။တပည့်တို့စဉ်းစားနော်။မြို့တွေရွာတွေထဲမှာတမာတိရှိနေတဲ့ထက်နော်စိတ်ငြိမ်ရာနော်တောအရက်မှာငိုက်မီးနေတာကိုမြတ်စွာဘုရားကဘာလဲနှစ်သက်တယ်တဲ့။အဲ့ဒါဘာလဲအဓိပ္ပာယ်ကနော်တောအရက်ဟာပို့ပြီးတော့ကောင်းတာပေါ့ဟုတ်တယ်မဟုတ်လား။အေးစောစောတုန်းကဒေသနာလေးကတော့မဖြစ်လို့နေရတယ်ဆိုလို့ရှိရင်တော့လောဘမရှိအောင်နေနိုင်ရင်ဒါတယောက်တည်းနေရရောက်တယ်သို့တော့တရားဓမ္မတို့အရှင်တို့အဲ့ဒီလိုအည်သွေးမျိုးရှိဖို့ဆိုတာမလွယ်ဘူးဟုတ်ရဲ့လားအေးအဲ့တော့ဦးဇင်းတို့ပေးတဲ့ပေါင်းတော်နားလည်စေချင်တာကလောဘရှိနေမဲ့အတူတူဆိုရင်တော့နော်လူတွေကြားထဲနေတာနဲ့စိတ်ညစ်ရမှနေတာစိတ်ညစ်ရမှနေတာကပို့ပြီးတော့နှစ်သာရမရှိဘူးလားရှိတယ်ဒါကြောင့်တကိုယ်လေးကိန်းအောင်မှုဆိုတာကိုမြတ်စွာဘုရားအလွန်ချီးမွမ်းတယ်နော်အပေါင်းဖော်နဲ့နေတာကိုမြတ်စွာဘုရားအလွန်ရှုံချတယ်သဘောပေါက်ရဲ့လားဒါကြောင့်နိက္ခမတရားနဲ့ပတ်သက်ပြီးတော့အဲ့လိုလေးဒေသနာလေးတွေကိုညှိပြီးတော့နားလည်ဖို့မလိုဘူးလားလိုတယ်အဲ့ဒီသုတ္တမမြတ်စွာဘုရားဘယ်လောက်ထိဟောတုံဆိုရင်နာဂိတာတဲ့ရုပ်စွာအစုံပြောမယ်တဲ့ငါတပါးတည်းနေရတာဟာကျင်ကြီးကျင်ငယ်စွန့်ရတာတောင်ချမ်းသာလေတဲ့အဲ့လိုပြောတယ်မြတ်စွာဘုရားဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တတ်နိုင်လို့ရှိရင်တော့ဝိထုကာမကလည်းပဲထွတ်မြောက်အောင်ကြိုးစားဖို့မလိုဘူးလားနောက်အဓိကကတော့ကိလေသာကာမကထွတ်မြောက်နိုင်အောင်ကြိုးစားရမှာပေါ့သို့တော့ဝိထုကာမကလည်းပဲထွတ်မြောက်နိုင်အောင်ကြိုးစားဖို့မလိုဘူးလားလိုတယ်ဝိထုကာမထဲမှာနေမယ်ဆိုရင်တော့ကိလေသာကာမတွေကပို့ပြီးတော့တိုးလာကြအကြောင်းမရှိဘူးလားရှိတယ်နော်ဒါကြောင့်ဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့ဘာပဲဖြစ်နေနော်ဒီလိုအနေထားတွေကနေပြီးတော့ပို့ပြီးတော့ငြိမ်းချမ်းမှုရှိတဲ့မြင့်မြတ်တဲ့အနေထားမျိုးတစ်ခုကိုဖန်တီးနိုင်အောင်တော့ကြိုးစားကြရအောင်ဒါကြောင့်ရှေးသူတော်ကောင်းကြီးတွေကနော်ဘလို့အခြေအနေမျိုးကောင်းမွန်တဲ့အကျိုးရလက်တွေနဲ့နေရအဲ့ဒီအခြေအနေကိုအာရနှစ်သက်နိုင်မှုမရှိဘဲနဲ့နော်စိတ်ငြိမ်ရာအရက်ကိုတောတောင်အရက်ကိုချင်းကပ်ပြီးတော့သူတော်ကောင်းတရားကိုကျင့်ကြအောင်ဒါကြောင့်နိက္ခမပါရမီနဲ့ပတ်သက်ပြီးတော့ဒါဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့ဇတ်တော်တစ်ပုဒ်ကိုဦးဇင်းပြောပြမယ်နော်အရင်ပါရမီတရားတွေဟောတော့ကလည်းပဲအဲ့ဒီဇတ်တော်ကိုဦးဇင်းအဓိကထားပြီးတော့ပြောတယ်အခုလည်းပဲအဲ့ဒါကိုဦးဇင်းကမကြံခဲ့စေခြင်းကိုနော်မြတ်စွာဘုရားရဲ့နိက္ခမပါရမီနဲ့ပတ်သက်ပြီးတော့မှတ်သားစရာအလွန်ကောင်းတဲ့ဇတ်တော်ကမဟာဇနကဇတ်ပဲအဲ့ဒီမဟာဇနကဇတ်မှာအဓိကအနှစ်သာရလေးကဘာတွေ့ရလဲဆိုတော့ဒါဦးဇင်းစဉ်းစားမိတာကိုပြောတာရအောင်ကြိုးစားရတာတဲ့ရပြီးသားကိုစွန့်ရတာပုခက်တယ်ဆိုတာလေးကိုအဓိကအနှစ်သာရအနေနဲ့စဉ်းစားမိတယ်လောကမှာရအောင်လုပ်ဖို့ဆိုတာလည်းသိမလွယ်ပါဘူးအစွမ်းအစရှိတဲ့ပုံကိုယ်တွေမှာရအောင်လုပ်နိုင်တာဟုတ်တယ်မဟုတ်လားအဇီဝဥစ္စာပဲဖြစ်ဖြစ်ပညာရေးပဲဖြစ်ဖြစ်နော်ပို့ပြီးတော့ကောင်းတာတွေဖြစ်လာတာနဲ့အမျှရအောင်လုပ်ရတဲ့နေရာမှာအခက်အခဲအကြီးအသွေးတွေဆိုတာမလိုဘူးလားလိုလာတယ်ခုပြောရင်တော့ဘာလို့ရအောင်လုပ်ဖို့ထက်ရ
ra của số này mua gặp bố bì đó khen này làအဲ့ဒါကိုပုံပေါ်စေမယ်ပေါ့ဒီမဟာဇနကဇတ်မှာရသောဖြင့်မဟာဇနကဇတ်ကိုဘုရင်တို့ဗုဒ္ဓဘာသာဝင်သူတော်ချင်းများဝရိယအရာမှာအဓိကမြတ်စွာဘုရားဖုန်ညွှန်းညင်လို့ခေါ်ထားတာလို့ထင်စရာရှိတယ်နော်ပင်လေသမုဒ္ဒရာမှာ9ရက်တီတီလက်ပြကူးတာဆိုတော့မဟာဇနကမင်းသားကိုဝရိယမင်းသားလို့ဒီလိုမျိုးနာမည်တက်ကြတာကိုမရှိဘူးလားရှိတယ်ဒါပေမဲ့တကယ်မြတ်စွာဘုရားဒီဇတ်တော်ကိုဟောတာကဝရိယပါရမီကိုအထူးပြုပြီးတော့ဟောတာမဟုတ်နိခမပါဏီကိုထင်ရှားစေခြင်းလို့ဟောပြတာ။တော့ယဟန်တော်တွေကမြတ်စွာဘုရားရဲ့မြတ်သောတောထွက်ခြင်းကိုအခါတစ်ပါးမှာသူတို့စုပြီးတော့စက်မိဆက်ရပြောရင်းနဲ့ချီးမွမ်းကြတာပေါ့။တော့အလွန်ကြီးကျယ်တဲ့စည်းစိမ်ချမ်းသာအလွန်ကြီးကျယ်တဲ့အတိုင်းဝိုင်းဒီလိုချမ်းသာဒုက္ခတွေကိုစွန့်လွတ်ပြီးတော့မြတ်စွာဘုရားတောထွက်ပြီးတော့တရားကျင့်နိုင်တာအလွန်တရာမှချီးမွမ်းစရာကောင်းတယ်အလွန်တရာမှဖြစ်နိုင်ခဲ့တယ်ဒီလိုချီးမွမ်းတာ။အဲ့ဒီချိန်မှာမြတ်စွာဘုရားကြွလာပြီးတော့ယဟန်တော်တို့တင်တို့ဘာတွေပြောနေကြတုံးဆိုတော့မြတ်စွာဘုရားရဲ့နိခမပါရမီကိုချီးမွမ်းနေတဲ့အကြောင်းပြောတာပေါ့ပြောတော့မြတ်စွာဘုရားကယဟန်တို့တဲ့အခုလိုပါရမီရင့်တဲ့အချိန်မှာထွတ်မြောက်နိုင်တာဟာဘာမှအံ့ဩစရာသိမရှိဘူးတဲ့နော်အရင်တုန်းကပါရမီနုစဉ်အခါကာလတုန်းကနော်အလွန်ကြီးကျယ်တဲ့အတားအဆီးနဲ့တွေ့တာတောင်ငါဟာလွတ်မြောက်သွားအောင်ထွတ်မြောက်သွားအောင်ကြိုးစားနိုင်ခဲ့တာကပို့ပြီးတော့အံ့ဩစရာရှိတယ်ဆိုပြီးတော့မဟာဇနကဇတ်ကိုဟောတာအဲ့ဒါဥရှင်တို့ဒီမဟာဇနကဇတ်မှာနော်ပင်လေသမုဒ္ဒရာထဲမှာလက်ပစ်ကူးတာတွေထားလိုက်တော့ကြော်ခဲ့လိုက်တော့အလုံးသိတယ်နော်ရွှေဦးကြီး16လုံးတူးပြီးတော့ဖော်ပြီးတော့ပေးတာအဲ့ဒါတွေထားခဲ့လိုက်တော့ဟုတ်လားသူတို့ရဲ့ဇလံကအရင်တော့စိတ်ဝင်စားတယ်ကောင်းပါတယ်ဒါဘယ်ကနေဥရှင်ကဒီဇတ်တော်မှာစပြောရင်တော့ဆိုတော့အဲ့ဒီသူ့ရဲ့ဘာတွေတော်ရဲ့သမီးတီဝလိတီဝီနဲ့တပေါင်းဖက်ပြီးတော့ဒီကောင်ဟုဆိုတဲ့အားလေးတယောက်မွေးရအဲ့ဒီသားလေး16နှစ်သားလေးရောက်ပြီဆိုတော့အဲ့ဒါဘုရားလုံးကနော်အိမ်ရှိမင်းအရာကိုပေးတယ်ပေါ့ဟုတ်လားအဲ့ဒါအိမ်ရှိမင်းအရာပေးပြီးတော့ဒီလိုနဲ့နေလာလိုက်တာအဲ့ဒီတုန်းကတက်တန်းကတော်တော်ရှိတယ်ဘုရားလုံးကအဲ့ဒီအချိန်မှာနော်အသက်ကို6000ကျော်9000လောက်ရှိပြီလို့ဆိုတယ်အဲ့ဒီအချိန်မှာတနေ့ကျတော့ဥယျာဉ်မိုးကတရတိတွေဘာတွေလာပြီးတော့ဆက်ကတ်အသီးနှံတွေလာဆက်ကတ်ဩအသီးနှံတွေကကောင်းလိုက်တာအဲ့လိုဆိုလို့ရှိရင်ငါဥယျာဉ်ကိုလိုက်ပြီးတော့ကြည့်ကျင်တယ်နောက်နေ့ကျတော့ဥယျာဉ်ကြည့်မယ်ပေါ့ဥယျာဉ်ထွက်မယ်ဆိုပြီးတော့အဲ့ဒါစေရင်က၄ပါးခြံရံပြီးတော့ဥယျာဉ်ထွက်တယ်အဲ့ဒီဥယျာဉ်ရဲ့ပေါက်ဝမှာတရပင်ကြီး2ပင်ရှိတယ်နော်တပင်တော့တရပင်ကအသီးလုံးဝမသေးဘူးတရပင်တပင်ကတော့အရန်သေးဝင်းဝါပြီးတော့နေတယ်အဲ့ဒါနဲ့ဘုရားလောင်းကနော်အသီးမသီးတဲ့အပင်ကိုစိတ်ဝင်စားဘူးအသီးသီးတဲ့အပင်ကိုအသီးလိုက်တာလှလိုက်တာဆိုပြီးတော့စင်စည်းပြီးတော့သွားတော့ဆိုတော့စင်မောကနေပြီးတော့အဲ့ဒီတရတိမဲ့တလုံးကိုဆွတ်ပြီးတော့သုံးဆောင်လိုက်တယ်အဲ့ဒီတော့ဘာဖြစ်တုံးဆိုတော့အကုန်လုံးမူတွေမတ်တွေနော်နောက်လိုက်ငယ်သားတွေအကုန်လုံးကဘင်ကြီးသုံးဆောင်ပြီးပြီဘင်ကြီးခုဆွတ်ပြီးတော့စားပြီးပြီဆိုရင်တို့လည်းစားလို့ရတယ်ဆိုတော့အကုန်လုံးဆွတ်ကြတယ်အချမ်းရံကသိပ်များတဲ့အခါကျတော့နောက်ကျတဲ့လူတွေကဘာအသီးမှမရအောင်အစိမ့်တောင်မကြမ်းတော့အဲ့ဒါနဲ့နောက်ကျတဲ့လူတွေကသူတို့မရအောင်လားဆိုတော့စိတ်တူပြီးတော့အပင်ကြီးကိုဒုတ်တွေနဲ့ပြစ်ကြတယ်ခဲတွေနဲ့ထူရတယ်အကိုင်းတွေကျိုးအကုန်လုံးကျိုးကြည့်ပြီးတော့အပင်ကြီးကတခါတခါကိုစုပ်ပြတ်တတ်ပြီးတော့တဲပင်ကြီးအဲ့လိုဖြစ်တယ်ဒါပေမဲ့ဘုရားလုံးကမသိဘူးအဲ့ဒါသူရှေ့ဆက်သွားရင်းနဲ့ဩတည့်အတီးကလည်းကောင်းလိုက်တာအပြန်ကြမှာငါတောက်တက်ထပ်ပြီးတော့ဆွတ်ပြီးတော့စားအောင်မယ်သူအဲ့လိုစဉ်းစားတာအဲ့ဒါတနေ့ကောင်ဦးဇင်းတို့ဥယျာဉ်ထဲမှာလဲရင်းနဲ့ညနေခင်းရောက်တဲ့အခါကျတော့အဲ့ဒီတဲပင်ကြီးနာတော့ခူးမလို့ကြည့်လိုက်တော့တဲပင်ကြီးကနော်ပုံပြက်ပန်းပြက်တကယ့်ကိုအယုတ်ဆိုးအကြီးတန်းပြီးတော့ဖြစ်နေတယ်အဲ့ဒီမှာဘုရားလောင်းကဟိုဘက်ဘေးမှာရှိနေတဲ့အသီးမသီးတဲ့အပင်ကြီးကိုကြည့်မိတဲ့အခါကျတော့အသီးမသီးတဲ့အပင်ကြီးကတော့စိမ့်ဆိုးလို့ပုံမပြက်ပန်းမပြက်သူကတော့ဒီတိုင်းပဲအဲ့ဒီမှာဘုရားလောင်းကဆင်ပေါ်မှာထိုင်ရင်းနဲ့စဉ်းစားဩအသီးတီးမိတဲ့အပင်ဒုက္ခရောက်ရတာပါလားရိုးရိုးလေးပဲနော်အသီးမသီးတဲ့အပင်ဘာဒုက္ခမှမရောက်ဘူးအဲ့တော့ငါရဲ့ဘဝကတော့အသီးသီးတဲ့အပင်ကြီးနဲ့တော့တူနေတာအမှန်ပဲဒါကပါရမီတွေကလည်းပဲပါလာတာဆိုတော့မှန်မှန်ကန်ကန်စဉ်းစားတဲ့ဉာဏ်တွေကလည်းရှိလာတော့အဲ့ဒါနဲ့သူ့ရဲ့မျက်နှာကလုံးဝပြောင်းသွားတယ်နော်ဒါဘယ်လိုဖြစ်တာတုံးလို့မေးတော့ဒီလိုဒီကြောင်းပဲနောက်လိုက်ငယ်သားတွေအကုန်ခူးစားကြလို့ဘာမှမပြောပါဘူးဘုရားလုံးကဒါပေမဲ့နန်းတော်ရောက်တဲ့ခါကျတော့လုံးဝအချိုးကပြောင်းသွားတယ်ဘာပြောင်းသွားလဲဆိုတော့ငါနေထိုင်တဲ့နန်းတော်ကိုမင်းချင်းတယောက်ပဲလာရမယ်အဲ့ဒါလည်းပဲနော်စားတော်အုပ်ကိုဆက်တာတဲ့အချိန်ပဲလာမယ်ကျန်တဲ့ချိန်ဘယ်သူမှမလာရဘူးဆိုအဲ့ဒါသူနေထိုင်တဲ့
နန်းဆောင်ပြတ်သက်ပေါ့သူတယောက်တည်းပဲနေတယ်ဘလောက်ကြာသွားတော့ဆိုတော့4 လကြာသွားတယ်တဲ့အဲ့ဒီ4 လအတွင်းမှာဘုရားလုံးကဘာစဉ်းစားနေလို့ဆိုတော့ထွက်ဖို့အတွက်အားယူနေတာထွက်ဖို့အတွက်အားယူနေတာနန်းတော်ကြီးကိုမြင်ရင်လည်းပဲအော်ငါဒီနန်းတော်ကြီးဘယ်တော့မှစွန့်နိုင်မှာမလို့သူအဲ့လိုစဉ်းစားတာဒါကမတို့ဦးဇင်းတို့ဒါစဉ်းစားရအလွန်ကောင်းတယ်နော်အသုံးဆောင်ပစ္စည်းတွေမြင်ရင်လည်းငါဒီအသုံးဆောင်ပစ္စည်းတွေကိုငါဘယ်တော့မှစွန့်ပြီးတော့သွားနိုင်မှာမလို့တော့ရေကန်ကြီးကိုမြင်တယ်ရှုခင်းကောင်းကောင်းတွေသူအကုန်ဖန်တီးထားတာဒီရေကန်ကြီးကိုစွန့်ပြီးတော့ငါဘယ်တော့မှတောထဲမှာတယောက်တည်းနေနိုင်မှာမလို့နောက်ဆုံးဆုံးအဆုံးသူ့ကိုရွှေခွက်နဲ့လာပြီးတော့ဟိုမင်းချင်းယောက်ျားကနေတိုင်းလာပြီးတော့နော်ကျွေးရတယ်ပေါ့အဲ့ဒီရွှေခွက်ကြီးကိုကြည့်ပြီးတော့လေသူဒီလိုပဲစဉ်းစားတယ်နော်ဒီရွှေခွက်ကြီးကိုစွန့်ပြီးတော့ငါမြေတပိတ်နဲ့ဆုံးခံပြီးတော့စားတဲ့အနေအထားကိုငါဘယ်တော့မှရောက်ပါမလို့မြင်သမျှအာယုံကြားသမျှအာယုံဒါတွေပါလဲဆိုတော့သူ့အတွက်ထွက်မြောက်ဖို့အတွက်တွန်းအားပေးနေတဲ့အာယုံတွေကြီးဖြစ်နေတယ်ဒါကပျော်မွေ့တဲ့ပုံကိုယ်တွေအတွက်ကတော့ဒါရင်မှုစရာတွေပေါ့နော်ဉာဏ်ရှိတဲ့ပုံကိုယ်တွေအတွက်ကြောင့်ဒါကတော့စွန့်လွတ်ဖို့ပဲသူကစဉ်းစားနေတာအဲ့ဒါနဲ့4 လပြည့်ပြီဆိုတော့သုံးဖြတ်ချက်ချတယ်။ကဲငါကြာမြင့်စွာအချိန်ဆွဲနေလို့မတော်ဘူးဆိုတော့အဲ့ဒီမင်းကြီးကိုပဲမင်းစည်းသွားပြီးတော့စပိတ်သင်္ကန်းပိတ်ခဲ့အကုန်ဝယ်ခဲ့ဘသူကမှမပြောနဲ့လို့တခါတည်းနှုတ်ပိတ်အဲ့ဒါဟိုကဝဲလာတဲ့အခါကျတော့ကောင်းကဆံမင်းသူတန်လျက်နဲ့ရိတ်ပြီးတော့သူအခန်းထဲမှာပဲတခါတည်းသင်္ကန်းသူဝဲလိုက်တယ်အလွန်ပီတိဖြစ်တယ်တဲ့အဲ့ဒီအခန်းထဲမှာသူလိုလာတုံခန်းသင်ညာလျှောက်တယ်။အော်ငါရဲ့ယဟန်အဖြစ်ယသိအဖြစ်အလွန်မှတင့်တယ်ပါလား။အဲ့ဒါနဲ့အဲ့ဒီညတော့မိုးချုပ်သွားလို့သူမထွက်နိုင်ဟုတ်လားအဲ့ဒါမနဲ့လင်းပြီဆိုတာနဲ့ပြည့်စီကဗုဒ္ဓအရှင်မြတ်တွေကလည်းသူ့ရဲ့နန်းတော်ကိုလာပြီးတော့ဆုံးဖုံးပေးကြတာလည်းရှိတာ哦ပြည့်စီကဗုဒ္ဓတွေရဲ့အသွင်ပြင်တွေကိုလည်းမြင်မှုနေတာအဲ့ဒါနဲ့သူမနဲ့လင်းချင်းထွက်လာတိုက်ဆိုင်ပဲအဲ့ဒီနေ့မနဲ့ကြတော့မှတိဝလိဒေဝီခေါင်းဆောင်တဲ့မိဘရဲ့ငယ်900အကုန်လုံးတက်လာကြတဲ့နန်းတော်ဘောအဲ့လိုတက်လာတော့ဆိုတော့ဒါစိတ်ချင်းဆက်သွယ်တာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့အော်ငါတို့ရဲ့အရှင်သခင်ကိုမဖူးမြော်ရတာ4 လတောင်ရှိပြီတကိုယ်ဒီလိုစမ်းနေတာအကြောင်းရှိတယ်တို့ကိုပြစ်သွားပြီးတော့မြတ်သောအကျင့်ကိုကျင့်ဖို့မြန်စဉ်းစားနေသလားမသိဘူးအဲ့ဒါဆိုလို့ရှိရင်ဒီလောက်ကြီးတဲ့ငါးကိုတော့ပိုက်ကွန်ကြီးနဲ့ဖမ်းမှဖြစ်မယ်ဆိုဒီဝီကစီးတဲ့နော်မြို့သမီးငယ်လေးတွေအကုန်လုံး900လုံးအကုန်လုံးဝက်ကောင်းစားလာလေးတွေဝတ်ပြီးတော့ခေါ်လာတာအဲ့ဒါဟိုကတပိတ်လွယ်ပြီးတော့နန်းတော်ဘောကနေဆင်းလာတာဒီကလည်းပဲလှေကားဘောကနေနန်းတော်ဘောကိုအတက်အဲ့အကုန်လုံးကမင်းကြီးလို့မသိဘူးဘာလို့သိတယ်ဘလို့ထင်တော့ဆိုတော့မင်းကြီးရဲ့နန်းတော်ကိုစောစောစီးစီးကြွလာတဲ့ပြည့်စေကဗုဒ္ဓတပါးနေမှာပဲလို့ထင်တယ်အဲ့လောက်ဟိုကလည်းအိမ်နေရတယ်အဲ့ဒါနဲ့ကြွသွားရောဟိုကနန်းတော်ပြင်မဲ့ထွက်သွားနန်းတော်ဘောရောက်တော့မှပဲစပင်နေဝက်လဲတော်တွေတွေ့တော့မှအော်စောစောကတွေ့လိုက်တာတို့ရဲ့အရှင်သခင်ပဲဆိုပြီးတော့အကုန်လုံးငိုးယူပြီးတော့လိုက်ကြတာအဲ့ဒီမှာတနန်းတော်လုံးအုံကြက်ဖြစ်ပြီးတော့လိုက်ကြတဲ့အခါကျတော့ဦးဇင်းတို့နောက်တိုင်းသူပြည်သားတွေပါအကုန်လုံးဖွေးလှုပ်အောင်လိုက်တာဘုရားလောင်းတော့ကိုဘုရားလောင်းရဲ့မြတ်သောတိုးထွက်ခြင်းကိုအနှောင့်အယှက်ဖြစ်ဖို့ဒါဖမ်းလာတာပေါ့လေအဲ့ဒါနဲ့လိုက်တဲ့အခါကျတော့နော်ဒီလိုအရှင်သခင်ကောင်းကိုဘယ်အချိန်မှဘယ်နေရာမှာဘလို့နီးနဲ့မှမရနိုင်ဘူးဒါကြောင့်အရှင်မင်းကြီးကျွန်တော်မြို့မတော်ကိုဆုံးခွာပြီးတော့မသွားပါနဲ့ငိုယုတ်ပြီးတော့လိုက်ကြဒီတော့ဘုရားလောင်းကမလိုက်ခဲ့နဲ့ဘလို့မှဒါသူပြန်ပြီးတော့စုံနှစ်မှမဟုတ်ဘူးအဲ့ဒီအချိန်မှာတိဝလိကဘာလုပ်လဲဆိုတော့နော်စစ်သူကြီးကိုတိတ်တဆိတ်အမိန်ပေးတာအရှိကနေကြိုပြီးတော့နော်တိုင်းပြည်ကိုမီးတွေလောင်နေပြီဆိုတာမျိုးဖြစ်အောင်ဖန်တီးတာနော်အိမ်ပြက်တွေဇေယျပြက်တွေအကုန်မီးပုံရှုပ်ပြီးတော့ကောက်ရွေးတွေရေရှုပ်ပြီးတော့မီးခိုးတွေဥအောင်လုပ်မင်းကြီးသွားမလို့လောက်ခါပဲရှိသေးတယ်တိုင်းပြည်ကမီးလောင်နေပြီနော်အဲ့လိုပြောတဲ့အခါကျတော့ဘုရားလောင်းကဒါငါတိုင်းပြည်မဟုတ်တော့ဘူးသမီးလို့မီးလောင်လို့မကလို့ဘာပဲဖြစ်လို့နေငါမှကြောင်းကြမှုမရှိဘူးဒါမှဆက်ထွက်သွားတယ်အဲ့ဒါခဏနေတော့သေတန်ရဲနဲ့လူတွေဓာတွေလှန်နေနဲ့နော်တခိုးတွေဓမြတွေသဘုံတွေထကြတောင်းကျမ်းတဲ့ပုံစံမျိုးတွေတခါတည်းရုပ်သေးဖြစ်ပြန်ရောက်ရှိမှာအဲ့ဒါအကုန်လုံးကတိဝလိဒေဝီမိဖုရားကြီးရဲ့လက်ချက်ပေါ့မင်းကြီးတိုင်းပြည်ကိုဒီလိုပဲသဘုံတကန်တွေထတာကိုနှိမ့်နှင်းခဲ့ပါဦးဒါငါတိုင်းပြည်မဟုတ်တော့ဘူးငါမှဘာကြောင်းကြမှုမှမရှိဘူးဒီလိုနဲ့ရှေ့ဆက်ပြီးတော့ထွက်သွားတာမျိုးတွေကနေထွက်သွားတာအကုန်လုံးနောက်ကနေပြီးတော့လိုက်ကြမလိုက်နဲ့လို့ပြောလို့လည်းမရအဲ့ဒီမှာဘုရားလောင်းကမြို့ပင်ပဲရောက်တဲ့အခါကျတော့အကုန်လုံးကိုရက်ပြီးတော့နောက်လှည့်ပြီးတော့စကားပြောတယ်ရှင်တို့တဲ့ဒါပစုတိုင်းပြည်လေလို့မေးတယ်ဝမ်းမြောက်ဝမ်းသာပဲရှင်မင်းကြီးရဲ့တိုင်းပြည်ပါရှင်မင်းကြီးရဲ့တိုင်းပြည်အေးအဲ့လိုဆိုရင်ငါတိုင်းပြည်ဆိုလို့ရှိရင်မင်းတို့ငါရဲ့အမိန့်ကိုအလုံးနာခံကြမယ်အာနာခံမမယ်ဆိုတော့အဲ့လိုဆိုရင်ဟုတ်ပြီဆိုတော့
လက်ထဲမှာပါတဲ့တောင်ဝေးနဲ့မြေကြီးကိုမြင်းချောင်းကြောင်းလိုက်တယ်ဒီမြင်းချောင်းကိုကြော်တဲ့လူရာဇဒံဆိုတော့သေတန်းပေါ့နော်တရားမှမကြော်ရဲဘူးအဲ့ဒါဘုရားလောင်းဆိုင်နဲ့ကြွားသွားအကုန်လုံးမြင်းချောင်းဟိုဘက်မှာကြံရစ်တယ်အဲ့ဒီမှာတိဝလိဒေဝီကဘလို့မှသူသိမခံနိုင်အဲ့ဒီနားတဲ့လူလှိမ့်ပြီးတော့ငိုရင်းနဲ့မြင်းချောင်းကြီးကပြက်ပြီးတော့သူကဟိုဘက်ရောက်သွားရောအဲ့တော့နောက်ကကြံတဲ့လူတွေကဒီမြင်းချောင်းကမိဖုရားကြီးဖြတ်တာတို့ဖြတ်တာမဟုတ်အဲ့တော့အဲ့ဒီပြက်တဲ့နာကနေတို့လိုက်မယ်ဆိုအကုန်လုံးအဲ့ဒီနာလိုက်ရင်းနဲ့ဝေယုံသုံးကနဲ့အဲ့ဒါရှေ့ဆက်ပါသွားကြတယ်နော်အဲ့လိုနဲ့ဦးဇင်းတို့ပိဋကတ်တွေအများကြီးချမ်းရမ်းပြီးတော့ဘုရားလောင်းမှာအနှောင့်အယှက်ဖြစ်ပြီးတော့သွားနေတာအဲ့ဒီအနေထားကိုဦးဇင်းတို့ဘယ်သူသိတုံးဆိုတော့နော်မိဂစိန်ယတိမိဂစိန်ယတိဆိုတာရှိတယ်ဇံပင်ညင်ရတဲ့ယတိအလောင်းတော်သူမြတ်နော်အလွန်ဉာဏ်ပညာကြီးတဲ့ပုဂ္ဂိုလ်တောထွက်လာတာအနှောင့်အယှက်ဖြစ်နေပါလားငါသွားပြီးတော့ကူညီမယ်ဆိုတော့သူကကောင်းကင်ကနေလာတာကောင်းကင်ကနေလာတော့ဘာပြောတုံးဆိုတော့ဝဲလန်းသဘင်နေမြန်ကျင်းပနေသလားမသိဘူးတဲ့ရွယ်ပြီးတော့ပြောတာလူတွေများလွန်းလို့ဟုတ်လားဝဲလန်းသဘင်ကျင်းပနေတာမဟုတ်ပါဘူးဓာတုရဲ့မြတ်သောတောထွက်ခြင်းကိုတိုင်းသူပြည်သားတွေနောက်ကလိုက်ပြီးတော့တားနေကြတာသမင်းကြီးတဲ့ဒီသင်္ကန်းလေးဝတ်လိုက်ယုံမျှနဲ့နော်ကိလေသာအတားအဆီးကိုကြော်သွားနိုင်လိမ့်မယ်လို့ထင်သလားတဲ့နော်ဘယ်လိုရွယ်ချက်နဲ့သင်္ကန်းဝတ်လာတာတုံးဆိုတော့ကိလေသာအယံအတားကိုကြော်လွှမ်းနိုင်ဖို့အတွက်သူသင်္ကန်းဝတ်လာတာလို့ပြောတာကိုသင်္ကန်းလေးဝတ်လိုက်ယုံနဲ့ကြော်လွှားသွားနိုင်ပြီလို့မင်းကြီးထင်သလားတဲ့တကယ်ဆိုလို့ရှိရင်နောက်ကဒီလိုယုံအုံလိုက်နေတာဘလို့မှမသိတော့ဘူးအရန်တစ်ပါးနေနေဒါဖះလောင်းကိုအထောက်အကူပြုဖို့အတွက်လာပြောတာအဲ့လိုနဲ့ရှေ့ဆက်သွားတဲ့အခါကျတော့ဦးဇင်းတို့နာဂမိဂစဉ်ယတိပြီးတော့နာဂယတိနဲ့တွေ့အဲ့ဒီယတိကလည်းဒီလိုပဲလာပြီးတော့အကူညီပေးတယ်အဲ့လိုနဲ့တရားပင်တရားထွက်တခါတည်းသွားလိုက်တာဘယ်ကိုဥတည်တာဆိုတော့ဟိမန္တာကြီးကိုဥတည်တာအဲ့ဒါဘုရားလောင်းကတစ်ပင်ရင်မှာပဲအိတ်တယ်သမီးဘုရားကြီးကတော့ရောက်ရရမှာနော်တစ်တက်ယာယီတင်းတန်းထိုးပြီးတော့အဲ့ဒီမှာအိတ်တယ်သွားတဲ့နောက်ကိုအကုန်လုံးတကောက်ကုန်လိုက်ကြအကုန်လုံးလိုက်နေတာနော်အဲ့လိုနဲ့ဦးဇင်းတို့ဒီနေရာရောက်တဲ့အခါကျတော့နော်ခွေးတကောင်ကအမဲခင်နော်အမဲခင်တစ်ခုကိုချီလာတာချီလာပြီးဒီလူတွေမြင်တဲ့အခါကျတော့ကြောက်လန့်ပြီးတော့အဲ့ဒါကြီးကိုချထားခဲ့ပြီးတော့ထွက်ပြေးရောအဲ့ဒီအမဲခင်ကိုဘုရားလောင်းကသွားပြီးတော့ပတ်နကိုကောက်ပြီးတော့အဲ့ဒီချောင်းသားမှာရှိတဲ့ရေနဲ့ဆေးပြီးတော့တပိတ်ထဲထည့်ပြီးတော့ဖုံးပေးရအဲ့ဒါကိုမြင်တဲ့အခါကျတော့တိဝလိတိဝီကဘလို့မှသီးမခံနိုင်မင်းကြီးအလွန်မြင့်မြတ်တဲ့မင်းမျိုးဖြစ်ပြီးတော့ဒီခွေးပါဇက်ကထွက်လာတဲ့အစာကိုများစားမစားပါလေအဲ့လိုပြောတဲ့အခါကျတော့ဘုရားလောင်းကမိဖုရားကြီးကိုဘာပြောလို့ဆိုတော့ဒါကခွေးကစွန့်သွားပြီတဲ့ခွေးစွန့်သွားတဲ့အတွက်ကြောင့်ဒီပစ္စည်းဟာငါအတွက်တရားသဖြင့်ရတဲ့ပစ္စည်းတရားသဖြင့်ရတဲ့ပစ္စည်းဒီအလွန်မမြတ်တယ်လို့ဆိုရတယ်မတရားသဖြင့်ရတဲ့ပစ္စည်းတွေသာလင်ဘလောက်ပဲတန်ဖိုးရှိအဲ့ဒါအဖို့မတန်ဘူးတဲ့ဒါလေးကိုလည်းသူခွဲခြားပြီးတော့ပြောတာနော်မတရားသဖြင့်ရတဲ့ပစ္စည်းကတော့ဘလောက်ပဲအဖို့တန်တဲ့ပစ္စည်းပဲဖြစ်ဒါတန်ဖိုးမရှိဘူးအဲ့လိုနဲ့ဦးဇင်းတို့ရှေ့ဆက်ပြီးတော့သွားကြရောရှေ့ဆက်သွားတဲ့အခါကျတော့ဦးဇင်းတို့ဘာတွေ့တုံးဆိုတော့နော်ဆံပြရန်ကစားနေတဲ့ကလေးမလေးတယောက်ကိုတွေ့ဒါကြွားတဲ့ကနေဖြတ်သွားတာနဲ့တူပါတယ်အဲ့ဒီကလေးမလေးကိုမြင်တဲ့အခါကျတော့ဘုရားလောင်းကပါစဉ်းစားမိတုံးဆိုတော့ဒီကလေးလေးကမြန်တကယ်လို့ညံကောင်းလို့ရှိရင်ငါ့ကိုဒီတိဝလိတိဝရဲ့နော်အနှောင့်အယှက်ကနေပြီးတော့လွတ်အောင်လုံနိုင်တန်ကောင်းရဲ့ဆိုတော့စကားပြောတာအဲ့ဒီကလေးကိုဘာလို့စကားပြောတာလဲဆိုတော့စကားပြောစရာအကြောင်းကရှိတယ်အဲ့ဒီကလေးမလေးကနော်လက်တစ်ဖက်မှာလက်ကောက်တစ်ကွင်းဝတ်ထားတယ်လက်တစ်ဖက်မှာလက်ကောက်နှစ်ကွင်းဝတ်ထားတယ်အဲ့ဒါဆံပြတယ်ကစားတာဆိုတော့လက်ကောက်နှစ်ဖက်ရှိတဲ့အဖက်ကအတန်ကတချွင်ချွင်ထွက်နေတယ်အဲ့ဒါနဲ့ဘုရားလောင်းကမေးတာအဲ့ဒီကလေးမလေးကိုအဲ့ဒီဟိုဘက်ကလက်ကဘာလို့အတန်ထွက်နေတာတော့အဲ့လိုမေးတဲ့ခါကျတော့အဲ့ဒီကလေးမလေးကဥပလဝံထေရီမရဲ့အလောင်းဆိုတော့ဉာဏ်ရှိတယ်အရှင်ဘုရားတဲ့ဝိဝါဒောပတ္တောဒုတိယောနော်နှစ်ခုဆိုတာဖြစ်လာရင်အတန်ဆိုတာထွက်တော့တာပဲတဲ့ဟုတ်လားဒါနှစ်ခုဆိုတာရှိနေလို့အတန်ထွက်တာတစ်ခုဆိုရင်အတန်မထွက်ဘူးအဲ့လိုပဲလောကမှာနှစ်ယောက်ဆိုတာဖြစ်လာရင်ညင်းရတော့တာခုံရတော့တာပြောရတော့တာဆိုရတော့တာအခုအရှင်ယတိရဲ့နောက်ကပါလာတာတွေကအဲ့ဒါအရှင်ယတိရဲ့မိန်းမတွေလားဓမ္မမဟုတ်နော်ညီမတွေလားနှမတွေလားအမတွေလားဘာတွေတော့မေးတဲ့ခါကျတော့ဘုရားလောင်းကလည်းရှင်းလင်းပြောပြတဲ့ခါကျတော့ဒါဟာယတိတစ်ပါးအနေနဲ့မသိတော့ဘူးတဲ့အဲ့ဒီကလေးမလေးကဘယ်လိုလုပ်ပြောတယ်မသိဘူးအဲ့ဒီအပြောနော်အဲ့ဒီတော့ဘုရားလောင်းကနောက်လှည့်ပြီးတော့တိဝလိကိုပြောတာတိဝလိကြည်စမ်း
မင်းလှုပ်တဲ့အတွက်ကြောင့်မို့လို့ဟောဒီမှာငါရဲ့အခိုင်အရှိလောက်ပဲရှိသေးတယ်ဒီကလေးမလေးကငါ့ကိုဆုံးမနေတယ်သူပြောတာဆိုတော့ငါခံနေရတယ်အဲ့မင်းပြန်ပါအဲ့လိုပြောတော့လည်းမပြန်အောင်မပြန်မနဲ့ရှေ့ဆက်လိုက်ဘုရားလောင်းကလည်းရှေ့ဆက်ကြွသွားတာပဲရှေ့ဆက်ကြွသွားတဲ့အခါကျတော့ဘာတွေ့တုံးဆိုတော့နော်လေသမားတယောက်မြားတံကိုအပူပေးပြီးတော့မျက်စိတစ်ဖက်မှိတ်ကြည့်ပြီးတော့ဖြောင်းနေတာကိုတွေ့တယ်တွေ့တဲ့အခါကျတော့ဘုရားလောင်းကအော်ဒီလေးသမားလည်းပဲဉာဏ်ရှိမယ်ဆိုရင်ငါ့ကိုကူညီနိုင်တန်ကောင်းရဲ့အဲ့ဒါနဲ့သွားပြီးတော့စကားပြောတယ်အသင်လေးသမားဘယ်နဲ့ကြောင့်မြားတံကိုကြည့်ပြီးတော့ဖြောင်းတဲ့နေရာမှာမျက်လုံးတစ်ဖက်တည်းကြည့်ပြီးတော့ဖြောင်းတာတော့ဘာလို့နှစ်ဖက်မကြည့်တာတော့မျက်လုံးတစ်ဖက်ကိုဘာဖြစ်လို့မှိတ်တာတော့မင်းကြီးတဲ့နှစ်ဖက်ကြည့်ရင်နှမျိုးမြင်နေရတယ်တဲ့နော်တစ်ဖက်တည်းကြည့်တော့မှမှန်ကန်ကန်မြင်ရတာတဲ့နှစ်ဖက်ကြည့်ရင်ဘာလဲတော့နှမျိုးမြင်ရတယ်တဲ့အဲ့တော့မင်းကြီးမှလည်းပဲကြည့်ပါဦးနောက်ကလူတွေကလည်းများလိုက်တာဒါတွေကဘာတွေတော့ယတိယဟန်တစ်ပါးအနေနဲ့အဲ့ဒါတွေအဲ့လိုကြီးပါနေတာဘယ်လိုမှမသိတော့ဟောပြောပြန်ရောပြောတဲ့အခါကျတော့ဘုရားလုံးကဝမ်းသာတာသူမျောလင်းတဲ့အတိုင်းရတယ်လေအဲ့ဒီစကားရတယ်လေနော်ဒီစကားရခြင်းလို့သောတော်ကကလေးကိုလည်းမေးတာဒီလေးသမားကိုလည်းဒီစကားထွက်စေခြင်းလို့မေးတာဒါမှတိဝိလိကိုပြန်ခိုင်းလို့ရပါတိဝိလိတဲ့ကြည်စမ်းမင်းကြောင့်မို့လို့နော်အလွန်ယုံညံ့တဲ့မုတ်ဆိုးတော့ငါ့ကိုဆုံးမနေတယ်အဲ့တော့မင်းပြန်ပါဘယ်လောက်ရှက်စရာကောင်းတော့ဘယ်လိုပြောလို့မှမရအောင်အကုန်လုံးလိုက်တာအဲ့ဒါနဲ့ဦးဇင်းတို့ရှေ့ဆက်သွားတဲ့အခါကျတော့နော်လမ်းကလေးတစ်ခုကနော်လက်ဝဲတလန်းလက်ရတလန်းရှိတဲ့ခါကျတော့ဘုရားလုံးကရပ်ပြီးတော့ကိုင်းတိဝိလိမင်းကိုတော့ပြပြောမှဖြစ်မယ်ဟောဒီမှာလက်ဝဲလန်းလက်ရလန်းလန်းနှလန်းရှိတယ်မင်းလက်ဝဲလန်းကိုလိုက်မလားမင်းလက်ဝဲလန်းလိုက်မယ်ဆိုရင်ငါလက်ရလန်းသွားမယ်မင်းလက်ရလန်းကိုသွားမယ်ဆိုရင်ငါလက်ဝဲလန်းကိုသွားမယ်မင်းကြိုက်တဲ့လန်းကိုရွေးပါအဲ့တော့တိဝိလိကငိုရင်းတန်းတန်းနဲ့သူ့စိတ်ထဲမှာအလွန်မှနော်အခမ်းရခက်တယ်ပေါ့မင်းကြီးကအဲ့လိုပြောနေတာဆိုတော့မင်းကြီးတဲ့အဲ့လိုဆိုရင်မင်းကြီးကမြင့်မြတ်တဲ့ယောက်ျားသားဖြစ်တဲ့အတွက်ကြောင့်လက်ရလန်းကိုကြွပါကျွန်တော်မျိုးမကြီးလက်ဝဲလန်းကိုသွားပါမယ်အဲ့ဒါနဲ့ဘုရားလောင်းကလက်ရလန်းလိုက်ပြီးတော့သွားခလာလောက်နေတော့မရဘူးပြန်ပါလာငါမင်းကြီးနဲ့ကင်းပြီးတော့ဘလို့မှမနေနိုင်ဘူးဒီလိုအရှင်သခင်နဲ့ကင်းပြီးတော့ငါမနေနိုင်ဘူးဆိုပြန်ပါလာရောသူပါလာပြီဆိုတော့နောက်ကဘယ်သူမှလည်းမကြောက်ဘူးအကုန်လုံးလိုက်လာကြတာပဲအဲ့ဒါနဲ့ဦးဇင်းတို့မိထီလာပြည်နဲ့ဟိမွန်တာယူဇနာ60ဝေးတယ်လို့ဆိုတယ်ဒါဟိမွန်တာဘဝရောက်နေပြီဒါဦးဇင်းကအလွန်အတူချုပ်ပြီးတော့ပြောတာလာနဲ့ချီပြီးတော့ကြားခဲ့ပြီးလိုက်နေတာမလျှော်ဘူးနော်အဲ့ဒါဘုရားလုံးကလည်းစိတ်ပြက်တယ်ပေါ့ဘလို့မှသူကလည်းပဲတာရောခြင်းမရှိဘူးပေါ့မှာပဲသူကလည်းဟိမွန်တာကိုအရောက်ဆုံးဖြတ်ချက်လုံးဝချထားပြီးသားအဲ့ဒါဘလို့လုံးဝမယ်မသိတော့စိတ်ပြက်ပြီးတော့နောက်တော့အကြံတစ်ခုရတယ်ဘုရားလုံးကဟိမွန်တာတော့ဝါကိုဝင်တော့မယ်နော်ဟိမွန်တာတော်တဲ့ကိုဝင်တော့မယ်အဲ့ဒီနာမှာဟိုကတော်တဲ့ထိလိုက်မယ်အဲ့ဒီအခြေအနေမျိုးမှာဘာလုပ်တုံးဆိုတော့ဘုရားလောင်းကနော်ဖြူဆံမြက်လို့ဆိုတယ်နော်မြက်အရှည်လေးတစ်မျိုးပေါ့နော်ဦးဇင်းတို့စီတော့နော်ဘယ်လိုခေါ်လဲတော့မသိဘူးနော်အဲ့ဒီမြက်ပင်ကိုဆွတ်နှုတ်လိုက်တယ်ပါလာပြက်ပြီးတော့ပါလာတယ်မြက်ကလေးကအဲ့ဒီမြက်ကလေးကိုပြတယ်တေဝလိမင်းဒီမှာတေချာကြည့်ပါဒီမြက်ကလေးဟာစောစောကသူပေါက်ခဲ့တဲ့သူနဲ့ဆက်ဆက်နေတဲ့အရင်နဲ့ပြန်ပြီးတော့ဘယ်လိုမှဆက်လို့မရတော့ဘူးတဲ့ကြံရစ်တာကကြံရစ်ပြီးပါလာတာကပါလာပြီးဘယ်လိုမှပြန်ပြီးတော့ဆက်လို့မရတော့တော့မင်းနဲ့ငါလည်းပဲဘယ်လိုမှဆက်လို့မရတော့လုံးဝပြတ်သွားပြီအဲ့ဒါလိုလဲပြောလိုက်ရောတီဝီလေးကဘယ်လိုမှမခံစားနိုင်အဲ့ဒါမင်းမိုးဆရာတော်ဥပဘာတကအရေးရလဲကောင်းတယ်ဖတ်ကြည့်ရင်တောင်တော်တော်ဆို့တယ်ဟုတ်လားနော်တကယ်ထွက်သွားတဲ့လူကပြောနေဖတ်ကြည့်ရတဲ့လူတောင်ရင်ဆိုးတယ်ဟုတ်လားလို့ရေးထားတော့ဆိုတော့မတိမသာရှင်ပါစေတော့ဆိုပြီးတော့တိဝလိဒေဝီကသူ့ရဲ့ရင်ဘတ်ကိုသူ့လက်နဲ့ထုတယ်တဲ့ထုတာအဲ့နာတွေမေ့ပြီးတော့တခါတည်းလဲသွားတယ်သတိမေ့သွားဘလို့မှသူမခံစားနိုင်ဘူးအဲ့ဒီသတိမေ့နေတဲ့အချိန်မှာမူရိမတေသေနာပတိတွေအကုန်လုံးကမိဖုရားကြီးကိုဝိုင်းပြီးတော့အုံကြွကြွပြုစုနေတဲ့အချိန်မှာဘုရားလောင်းကတခါတည်းတော်တဲ့ကိုအတင်းပြေးရဖြည်းဖြည်းသွားလို့ကိုမရဘူးပြေးတာကိုတော့အဖြောင်ပြေးလို့မရဘူးကိုယ်ကောက်ပြီးတော့ပြေးတယ်လို့ဆိုတယ်ခြေရတခါတည်းဖြောက်တယ်အဲ့ဒါမိဖုရားကြီးကခဏနေတော့သတိရတဲ့အခါကျတော့မောင်တော်ဘုရားကိုဘယ်မှာလဲဆိုတော့မေးတဲ့အခါရိုးမှမပြောနိုင်တော့တော်တဲ့လှမ်းကြည့်တယ်ဘယ်နာမှအရေးအယောင်မတွေ့ရတော့အဲ့ဒီတော့မှတိဝလိဒေဝီကငိုးယုတ်ပြီးတော့ကိုင်ဘလို့မှမတတ်နိုင်တော့ဘူးသူရှုံးသွားတာပေါ့အဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့နော်လေသမားနဲ့တွေ့တဲ့နေရာဆံပြတဲ့ကလေးမလေးနဲ့တွေ့တဲ့နေရာဇီဒီလေးတွေတည်တာအမိကစင်ယသိနဲ့တွေ့တဲ့နေရာနာရယသိနဲ့တွေ့တဲ့နေရာဟုတ်လားအဲ့လိုနေရာလေးတွေသူ့ကိုမျက်နှုတ်ပြီးတော့နော်မင်းနဲ့ငါနဲ့ဘလို့မှဆက်လို့မရတော့ဘူးလို့ပြောတဲ့နေရာလေးလေဇီဒီလေးတည်တာအဲ့ဒါနဲ့နန်းတော်ပြန်ပြီးတော့သူ့ရဲ့သားကို
နော်ဒီနန်းစည်းစိမ်အပ်ပြီးတော့အဲ့ဒီတေဝလိဒေဝီကလည်းပဲနော်ဥယျာဉ်ထဲမှာပဲနေပြီးတော့တရားကျင့်တယ်လို့ဆိုပါတယ်တော့ဘုရားလောင်းသူတော်ကောင်းကြီးရဲ့ဒီစွန့်လွတ်ရေးလုပ်ငန်းစဉ်ဆိုတာတကယ်တမ်းကတော်တော်အခက်ခဲရှိတယ်လို့ဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကလို့သူတို့စွန့်ဖို့ကြိုးစားကြတာတုံးလို့မေးရင်တော့ရိုးရိုးလေးဥကျင်နာတယ်လို့ပြောရရင်တက်ထက်ကောင်းတာကိုရဖို့အတွက်စွန့်ကြရတာပေါ့သဘောပေါက်ရလားဗျဒါကြောင့်နိက္ခမပါရမီဆိုတာတော့ထွတ်မြောက်နိုင်အောင်ကြိုးစားတာစွန့်လွတ်နိုင်အောင်ကြိုးစားတာအဲ့တော့ဦးဇင်းတို့ဒီနေရာမှာတော့ပြောချင်တာလေးတွေအများကြီးနောက်ထပ်ရှိနေသေးတယ်ပေါ့အဲ့ဒါကဘာလဲဆိုတော့အခုမဟာသနကမင်းကြီးကတော့တော့တားတဲ့လူတွေရှိလို့အရန်ခက်ရခက်စစ်ကြိုးစားပြီးတော့ထွက်ရတာပေါ့တော့တရားဓမ္မတို့ဦးဇင်းတို့တာမန်လူတွေကြတော့တားမဲ့လူတွေရှိလို့နော်မထွက်ကြတာလားဆိုတော့မဟုတ်ပါဘူးနော်ထွက်စေချင်တာကိုမထွက်တာခက်ဟုတ်လားတားမဲ့လူမရှိပါဘူးဟုတ်လားနော်တားမဲ့လူတကယ်လို့ရှိတယ်ဆိုလို့ရှိရင်လည်းပဲအပြင်မှာမရှိဘူးတားမဲ့လူကရှိတော့ရှိတယ်ဒါပေမဲ့လူတော့မဟုတ်ဘူးအတွင်းကနေတားနေတာနော်တားတယ်ဆိုတာအပြင်ကတားတာရှိတယ်အတွင်းကတားတာရှိတယ်အခုပြောနေတာကအပြင်ကတားတဲ့အတားတွေကိုပြောနေတာတကယ်တရားဓမ္မတို့ဦးဇင်းတို့မထွက်နိုင်အောင်တားနေတာကဘယ်သူကတားနေအောင်ဆိုတော့လောဘကတားနေတာဒီညီကတွေ့တာမှုကတားနေတာသူတားလို့ရှိရင်ဘာမှလုပ်လို့မရဘူးဒါကြောင့်ဒီလောဘကိုဦးဇင်းတို့သစ္စာနဲ့16ချက်ထဲမှာပလီဘောဓထောဆိုတော့သမုဒယသစ္စာအနဲ့၄ပါးထဲမှာဒါတခုမပါဘူးလားအဲ့ဒါကိုမဟုတ်ဆိုတော့ကြီးကဘလို့အနဲ့မြန်မာပြန်နေထင်တယ်ပလီဘောဓထောထွက်ရလန်းကြီးမခရီးကိုတားဆီးနှောင့်ယှက်ကန့်ကွက်တတ်သောအနဲ့သဘော၎င်းနဲ့နော်ချမ်းသာတဲ့ချမ်းသာမှန်ကိုရဖို့အတွက်ရှောက်လန်းတဲ့ကိုယ့်ရဲ့လမ်းကိုအတားအဆီးအကန့်အကွက်တစ်ခုအနေနဲ့အနှောင့်ယှက်ပေးတာဒါကြောင့်လောဘကိုပလီဘောဓလို့ဒီလိုပြောတာဟုတ်လားဒါကြောင့်တရားဓမ္မတို့ဦးညွတ်တွေကတော့တားမဲ့လူရှိလို့မထွက်ကြတာမဟုတ်တားမဲ့လူရှိခဲ့တယ်ဆိုရင်လည်းပဲကိုယ့်အတွင်းထဲကကိုယ့်ကိုပြန်တားနေတဲ့အတားပဲရှိနေတာဟုတ်တယ်မဟုတ်လားဒါကလည်းပဲလူသားမန်တွေကိုမပြောနဲ့နော်ဒီဘဝယဟန္တာဖြစ်နိုင်လောက်အောင်ဘုံကံပါမီပါလာတဲ့ပစ္စည်းမဘဝိကသားတွေကိုတောင်ဒီလောဘကတားနိုင်နေတာပဲဒီချက်နဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဓမ္မပဒပါဠိတော်ထဲမှာနောက်ဓမ္မပဒအထက်ကရာထဲမှာနောက်ဖွင့်ပြန်ထားတဲ့ဝတ္ထုလေးတစ်ခုရှိတယ်ဒါလေးကိုတူတူလေးပြောခြင်းတယ်နော်ထွက်မြောက်ဖို့ဆိုတာအလွန်ခက်ခဲတယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့စဉ်းစားစရာလေးပေါ့မြတ်စွာဘုရားလက်ထက်ကတခါတယောက်နွားပြောက်ရှာရင်းနဲ့ပင်ပင်ပန်းပန်းကြောင်းရောက်လာတဲ့ခါကျတော့ယဟန်နေဆွန်ဖုံးပေးပြီးတဲ့အချိန်သူရောက်လာသူလည်းစားလောင်နေတော့ယဟန်တွေကလည်းပဲစွန့်ညံကိုညံနေကျွေးတာပေါ့ကျွေးတဲ့ခါကျတော့သူစားမိန်လိုက်တာကောင်းလိုက်တာအရှင်ဘုရားတို့အเจ้าမှာဆုံးကတ်တွေဘာတွေများရှိသလားမရှိပါဘူးတခါကြီးဒါတို့နေတိုင်းပုံမှန်ဒီတိုင်းပဲလို့ပြောနေတိုင်းပုံမှန်ဒီတိုင်းပဲလို့လည်းပြောလိုက်ရောသူစဉ်းစားတယ်အများကြီးရသွားကြည်စမ်းစားတော့တရားလည်းကောင်းလိုက်တာငါမှနေတိုင်းပင်ပင်ပန်းပန်းကြကုတ်ကြခဲအလုတ်လောက်ရတော့ဒီလိုတည်းရဲ့မှမစားရဘူးအဲ့တော့အလွန်ဆင်းရဲတဲ့ငါဘဝမှာနေလို့ဘာအကျိုးရှိမလို့အဲ့တော့အလွန်ချမ်းသာတဲ့ယဟန်ဘဝကိုငါလာတော့မယ်ဆိုပြီးတော့နောက်ရက်ကျတော့သူအကြောင်းရောက်လာတယ်သူကိုယဟန်ပြုတ်ပေးပါယဟန်ပြုတ်ပေးလိုက်ရောယဟန်ပြုတ်ပေးတော့၄ရက်လောက်တော့သူအစားအသောက်ကောင်းနဲ့ပျော်ပျော်မွေ့မွေ့နေတယ်နော်၄ရက်လောက်လည်းနေပြီဆိုတော့သူပြင်းနေဗျာပြင်းတော့ဘာလုပ်တုံးဆိုတော့အိမ်ကပဲမျက်စိတဝက်လက်လည်းဖြစ်နေတယ်ဟုတ်လားအဲ့ဒါနဲ့လူထွက်သွားပြန်ရောလူထွက်သွားတယ်ထွက်သွားတဲ့ခါကျယဟန်တွေကတော့ဘာမှမပြောပါဘူးဒါပေမဲ့အိမ်မှာအဲ့လိုမျိုး၅-6ရက်လောက်နေပြန်တော့ခဏနေတော့အိမ်လည်းသူမနေနိုင်အိမ်မနေနိုင်ဘူးဆိုတော့အเจ้าမှာကောင်းတာလေးတွေကလည်းသူတွေ့နေတယ်အဲ့ဒါနဲ့အเจ้าရောက်လာပြန်ရောအเจ้าရောက်လာတော့ဝတ်ပေးရတယ်သူရောအဲ့ဒါသူကဝတ်ကြီးဝတ်ငယ်အလွန်ပြည့်စုံတယ်လို့ပြောတယ်ယဟန်နဲ့တည်းရောအဲ့ဒါသူ့ကိုဝတ်ပေးတာပဲဝတ်ပေးပြီးတော့အဲ့လိုပဲနောက်တစ်ပတ်10ရက်လောက်နေတော့ညင်းဝေးပြန်ပြီညင်းဝေးတော့အခါအိမ်ပြန်သွားပြန်ရောအဲ့ဒါဘယ်နှကြိမ်ရောက်တော့ဆိုတော့6ကြိမ်ရှိတယ်တဲ့ဒါဒီဘဝယဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်နော်အဲ့ဒါကြောင့်သူ့ကိုယဟန်တွေကဘယ်လိုနာမည်ပေးတုံဆိုတော့စိတ်တဟထစိတ်အလိုကိုလိုက်တဲ့သူလို့နာမည်ပေးတာဟုတ်လားဒီနာမည်ကတော့ဒကာမတို့ဦးဇင်းတို့လည်းအံခိုက်ကြမယ်ထင်တယ်ဟုတ်လားဘာတဲ့တော့စိတ်အလိုကိုလိုက်တဲ့လူတဲ့နော်စိတ်အလိုလိုက်သူနော်အဲ့ဒါနဲ့အဲ့ဒီစိတ်တဟထမထေရတနေ့တော့လေတော့ကနေပြီးတော့သူလူထွက်ပြီးတော့နောက်ဆုံးချိန်ပြန်ဝဲမဲ့အနေထားပေါ့နော်လေတော့ကနေသူမောပမနဲ့ပြန်လာအိမ်ရောက်တဲ့အခါကျတော့သူ့ရဲ့ဒကမကအိမ်ကထဲမှာအိပ်ပျော်တယ်အဲ့ဒီအိပ်ပျော်နေတဲ့ပုံကတော်တော်ပိုးစုပတ်ဆက်နိုင်ပုံရတယ်နော်ပါဇက်ကဟာတော့အည်ရွယ်တွေကလည်းကြာနေတယ်လို့ဆိုဟုတ်လားအဲ့ဒါလိုနဲ့
တော်တော်ကြီးကိုပဲသူ့ရဲ့စိတ်ထဲမှာအဲ့ဒါယူကြည့်ပြီးသုတ်တန်ရောက်နေတယ်လို့မျိုးသူ့စိတ်ထဲမှာထင်ရတယ်တဲ့အဲ့ဒါနဲ့သူ့စိတ်ထဲမှာအဲ့ဒီအချိန်မှဖြစ်တဲ့ထိတ်လန့်မှုကအကြီးအကျယ်ဖြစ်တယ်ဒါပေမဲ့ဘေးကကြည့်ရတော့သူ့ကိုဘယ်သူမှအထင်မကြီးဘူးဟုတ်လားသူခဏခဏဝေးလိုက်ခဏခဏထွက်လိုက်လုံနေတာဟုတ်လားအဲ့ဒါနဲ့အဲ့ဒီမိမမသိအောင်ကောင်းရင်ကနေတတလေးသွားတော့အဲ့သူကသင်္ကန်းလေးခောက်ထားတာလည်းရှိတယ်နောက်တစ်ခါဝှချင်ဝှရအောင်ဆိုအရင်သိပြင်ထားတာဟုတ်လားအဲ့ဒီသင်္ကန်းခောက်ကလေးတတလေးယူပြီးတော့အဲ့ဒါခေါင်းငိုက်ဆိုင်ချပြီးတော့သွားအဲ့ဒါကိုရောက်ခမကြီးရမြင်တယ်ဒါသူလည်းထွက်သွားပြီလဲဆိုတော့သမီးကိုလာလို့ဟဲ့အယုတ်မှထားစမ်းနင်းအိတ်နေပုံနဲ့နင်းယောက်ျားနောက်ထပ်ပြန်လာဖို့မလွယ်ဘူးအဲ့တော့သမီးကလည်းအိတ်ချင်မုံနဲ့အသာနေစမ်းမှမေးရဲ့3-4ရက်နေပြန်လာမှဘာမှဒါအရင်ပါဘူးတပဲပြန်အိတ်နေဒါသူ့မိပြောတာမှန်တယ်အဲ့ဒါလမ်းလျှောက်ရင်အဲ့ဒီတကားကပါဇက်ကအိဋ္ဌဒုက္ခအနတ္တအဲ့ဒါရွတ်သွားတာသူ့စိတ်ထဲမှာဒီပုံကပေါ်နေတာသိလားအဲ့ဒါလမ်းလျှောက်သွားရင်တော့သောတာပန်ဖြစ်တယ်သောတာပန်ဖြစ်ပြီဆိုအရန်တည်ငြိမ်သွားပြီအဲ့ဒါနဲ့ကြောင်းရောက်ပြီဆိုရဟန်းနေစီကိုအရှင်ဘုရားတို့ဒီလိုရဟန်းပြုတ်ပေးပါပြုတ်မပေးနိုင်ဘူးတဲ့ရဟန်းတွေကမင်းဟာဓာသွေးကြောက်လို့ပဲမျက်နှာအလွန်ပြောင်းတယ်တဲ့မင်းအရှက်ကိုမရှိဘူးတဲ့အဲ့ဒါပြောတာစားထဲမှာဟုတ်လားတော့ဓာသွေးကြောက်ကဘာလဲတော့ပြောင်းဝင်းနေတာဆိုတော့နော်မင်းအရှက်မရှိဘူးလို့ပြောတော့အရှင်ဘုရားတို့ဒီတစ်ခါပဲဝတ်ပေးလိုက်ပါအဲ့လိုပြောတော့ရဟန်းတွေကသူ့ပုံမှာမေတ္တာကလည်းရှိရင်ရှိနေတာဆိုတော့သူ့ကိုရဟန်းဝတ်ပေးတာအဲ့ဒါ3-4ရက်လောက်နေတော့ရဟန္တာဖြစ်တယ်ရဟန္တာဖြစ်ပြီဆိုတော့ရဟန်းတွေကဟာဒီတစ်ခါကိုလူကြားလာရလားဟုတ်လားအဲ့ဒါနဲ့ဘာပြောတော့ဆိုတော့အရှင်တဲ့ခါတိုင်းဆိုရင်တင်ဒီချိန်ဆိုသွားပြီအဲ့တင်သွားဖို့အတွက်အချိန်ကိုတင်မသိဘူးလားမပြန်ဘူးလားပေါ့အိမ်တော့ရှင်ဘုရားတို့တဲ့တပည့်တော်ဟာယဉ်နှီးမှုဆက်ဆံမှုရှိတုန်းကသာလေအိမ်ကိုသွားနေတာခုယဉ်နှီးမှုဆက်ဆံမှုတပည့်တော်မှာမရှိတော့ဘူးလို့အတိုင်းပြောတဲ့ခါကျတော့ရဟန်းတော်တွေကဟာဒီစကားကအလွန်မြင့်နေတယ်ပေါ့ဒါသူ့ကိုသူကိလေသာကုန်တယ်လို့ပြောနေတာနဲ့အတူတူပဲဆိုတော့မြတ်စွာဘုရားကြီးကိုခေါ်သွားပြီးတော့ရှောက်တာမြတ်စွာဘုရားကဟုတ်တယ်တဲ့သူကကိလေသာကုန်ခံအာသောကုန်ခံနဲ့ယန္တာဖြစ်သွားပြီအဲ့ဒီတော့မှယဟန်တော်တွေကမြတ်စွာဘုရားတဲ့ဒီလိုယဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ဟာဘယ်နဲ့ကြောင့်မြန်ဒီလိုကြီးဖြစ်ရသလဲလောဘတရားရဲ့ဆွဲဆောင်မှုယုံရကံရခါရတွေ့ရတာရဲ့ခက်ခဲမှုကိုဒါအများကြီးပုံပေါ်စေမယ်လို့ထင်ပါတယ်နော်အဲ့ဒီတော့မြတ်စွာဘုရားကယဟန်တို့တဲ့ကိလေသာဆိုတာအလွန်ဝင်လေးတဲ့သဘောရှိတယ်ကိလေသာတရားဟာအဆိုင်အခဲဖြစ်လို့မြန်တကယ်လို့သူ့ကိုပုံထားလို့ရမယ်ဆိုလို့ရှိရင်စัจ java လာကြီးဟာကျဉ်းလွန်းနေတဲ့မြတ်စွာဘုရားအဲ့တိုင်းပြောတာနော်အဲ့ဒါတော့ဒီစကားလေးတွေကိုမှတ်စေခြင်းနဲ့ဦးဇင်းကဟုတ်လားကိလေသာဟာအဆိုင်အခဲမြန်ဖြစ်လို့တကယ်လို့မြန်စုပုံထားလို့ရမယ်ဆိုရင်စัจ java လာဟာကျဉ်းလွန်းနေတဲ့မိုးကောင်းကင်ကြီးဟာနှိမ်လွန်းနေတဲ့အဲ့တိုင်းမြတ်စွာဘုရားဟောတာဟုတ်လားအဲ့ဒါလိုဟောပြီးတော့ဒီလိုမျိုးပုဂ္ဂိုလ်ကိုမဆိုထားနဲ့တော့ငါဘုရားလိုပုဂ္ဂိုလ်မျိုးကိုတောင်းဘုရားအလောင်းလိုပုဂ္ဂိုလ်မျိုးကိုတောင်းမှတော့အကျဉ်းငြိမ်ယုံရကံရတဲ့အနေအထားတွေရှိခဲ့ဘူးတယ်ဆိုတော့မြတ်စွာဘုရားကကုဒလပန္တိတဇတ်ဆိုတာဟောအဒီဇတ်ကိုလည်းပိဋကပေါင်းတော်တော်အလုံးကြားဖို့ပြီးသားဖြစ်မလို့ထင်ပါတယ်နော်ဒီဇတ်တော်ကဘုရားလောင်းရသေးဝတ်တာနော်သူ့မှာဘာမှတန်ရောစဉ်တည်စရာအများကြီးမရှိဘူးဒါပေမဲ့သူရသေးဝတ်ခါနေမှာသူကဘာရှိလဲဆိုတော့နော်ပေါက်ပြားအတူလေးတစ်ချောင်းရှိတယ်တဲ့သူ့မှာပြီးတော့ပြောင်းထုတ်ကလေးမိုးရွာရင်ကျဲဖို့အတွက်နော်တပြေလောက်ရှိတဲ့ပြောင်းလေးကိုအစိုးလေးနဲ့ထုတ်ထားတဲ့အထုပ်ကလေးတစ်ခုရှိတယ်ဒါပဲသူချမ်းသာတာဒါပဲဟုတ်လားအဲ့ဒါသူကစတိဝတ်ပြီးတော့ဦးဇင်းတို့မိုးကြလာပြီဆိုတဲ့အခါကျတော့ဘာအမှတ်ရတော့ဆိုတော့အဲ့ဒီပေါက်ပြားတို့နဲ့ပြောင်းမှုဇံလေးကိုသူအမှတ်ရတယ်ဒါလေးကိုငါမြေကြီးကိုတူဆွာပြီးတော့ဒါလေးကိုကျဲရဲအပင်ပေါက်လာပြီးဆိုတော့ဒါလေးကိုချက်ပြုတ်စားပြီးတော့ဒီလိုနေရတာကိုသူစိတ်ထဲမှာသဘောကျတယ်အဲ့ဒါနဲ့မိုးကြလာပြီဆိုတာနဲ့အိမ်ပြန်ရောက်လာတယ်ရောက်လာပြီးတော့အဲ့ဒီပေါက်ပြားတို့လေးနဲ့အဲ့ဒီပြောင်းဆိုင်ပြီးတော့စားအဲ့ဒါ၄လလောက်လည်းနေပြီလဲဆိုတော့ဝိကျင်မြန်နဲ့ပြန်ပြီးတော့အဲ့ဒါရသေးဝတ်ပြန်တယ်ဘလောက်ဖြစ်နေတုံးဆိုတော့သူကလည်းပဲ6ကြိမ်ဖြစ်တယ်ဟုတ်လားအဲ့ဒါ6ကြိမ်ဖြစ်ပြီးတော့9ကြိမ်မြောက်ရောက်တဲ့အခါကျတော့ဘုရားလောင်းကအများကြီးစဉ်းစားမိတာပေါ့နော်တစ်ကြိမ်နဲ့တစ်ကြိမ်တစ်ဖြည်းဖြည်းတော့ပိုတော့ရင့်သွားတာငါဟောဒီပေါက်ပြားတို့နဲ့ဟောဒီပြောင်းမှုကြောင့်ပြောင်းမှုဇံကြောင့်ဒုက္ခရောက်နေတာအဲ့တော့ဒီတစ်ခါတော့မဖြစ်ဘူးဒင်းတို့ကငါလက်ဆက်ဖြတ်မှဖြစ်မယ်ဆိုပြီးတော့ကင်္ဂါမြေကမ်းပါမှာရက်ပြီးတော့အဲ့ဒီပေါက်ပြားတို့မှာအဲ့ဒီပြောင်းမှုဇံအထုပ်ကလေးခြေပြီးတော့မျက်စိကိုစုံမိတ်ဟုတ်လားပေါက်ပြားကိုခေါင်းမော်ကို3ပတ်လောက်ရမ်းလိုက်သေးတယ်ရောင်းပြီးတော့ကင်္ဂါမြေထဲပစ်လိုက်ဘယ်နာကျသွားတယ်လို့သိရင်ဆင်းငုတ်နေဦးမှာမို့လို့လေ
ဟုတ်လားဘယ်နာကြမှမသိအောင်ကိုလက်စားပြတ်လှုပ်လိုက်တာပြီးရင်တောက်လျှောက်ပြတ်မကြည့်ဘူးရေတွေဘာတွေပွက်နေတာလေးဘာတွေမြင်နေမှာဆိုလို့အကြာကြီးနေမှကြည့်တယ်ဘယ်နာရောက်တော့မှမသိတော့ဇေယျပြတ်သွားအဲ့ဒီကြတော့မှသူကဘာလုပ်တော့ဆိုတော့ဇိတံမေငါအောင်ပြီငါအောင်ပြီအဲ့လိုអော်တဲ့ချိန်မှာပဲတက်တိုက်ဆိုင်ဆိုင်ဗာရတိဘုရင်ကနော်တပုံရံနှိမ်နှင်းပြီးတော့အောင်မြင်လို့ပြန်လာတာဟုတ်လားအဲ့ဒီဘုရင်ကလည်းပဲစာထဲမှာရေးပြထားတာကဒီဘုရင်ဆိုတဲ့ပုဂ္ဂိုလ်တွေကလည်းသူများကအောင်ပြီလို့ပြောတဲ့အတန်ကိုသူတို့ကမကြားနိုင်ဘူးတဲ့ဟုတ်လားအောင်ပြီဆိုတော့သူတို့မကြားချင်ဘူးသူတို့တယောက်ပဲအောင်ချင်တာဟုတ်လားအဲ့ဒါနဲ့လာပြီးတော့မေးတာနေပါဦးငါကတော့နော်တပုံတကန်ရံကိုအောင်နိုင်လို့ပြန်လာတာမင်းကဘာကိုအောင်လို့အောင်တာတော့အဲ့တော့မှဥဒ္ဒလပန္တိတာဘာပြောလဲဆိုမင်းကြီးတဲ့မင်းကြီးအောင်တယ်ဆိုတာအပြင်ဘက်ကရန်သူတွေကိုအောင်တာအဲ့ဒါတွေကဘယ်တော့မှအပြီးပိုင်အောင်တဲ့အောင်ခြင်းမျိုးမဟုတ်ဘူးတဲ့မြင့်မြတ်တဲ့အောင်ခြင်းလို့မဆိုနိုင်ဘူးနောက်တစ်ခါမင်းကြီးထပ်ပြီးတော့တိုက်ရအောင်ပါပဲတဲ့အောင်လာတယ်နောက်တစ်ခါထပ်ပြီးတော့တိုက်ရအောင်ပါပဲအပြီးပိုင်အောင်တယ်ဆိုတာဘယ်တော့မှမရှိဘူးကျွန်ုပ်ရဲ့အောင်ခြင်းကလောဘကိုအောင်နိုင်တာအတွင်းကအရာကိုအောင်တာအပြီးပိုင်အောင်တာဒါဒီဘဝအတွက်သူရည်ရွယ်ပြောတာနေမှာပေါ့နော်လောဘကိုအောင်တယ်ဆိုတာတော့ယန္တာဖြစ်မှအပြီးပိုင်အောင်မှာပေါ့ဒါကြောင့်သူ့ရဲ့အောင်ခြင်းကအလွန်မြင့်မြတ်တဲ့ဆိုတော့ဘုရားလောင်းကဂါထာလေးတစ်ပုဒ်ရွတ်ပြတယ်နတ္တံဇိတံတာရုဇိတံယံဇိတံအဝဇိယတိတံခောဇိတံတာရုဇိတံယံဇိတံနာဝဇိယတိတဖန်ပြန်ပြီးတော့အောင်ဖို့လိုအပ်တဲ့အောင်ခြင်းဟာမြင့်မြတ်တဲ့အောင်ခြင်းလို့မဆိုနိုင်ဘူး။နောက်ကောင်းမွန်တဲ့အောင်ခြင်းလို့လည်းမဆိုနိုင်ဘူး။နောက်တစ်ခါထပ်ပြီးတော့အောင်ဖို့မလိုလောက်အောင်ကိုအောင်နဲ့အောင်မြင်ခြင်းကမှမြင့်မြတ်တဲ့အောင်မြင်ခြင်းလည်းဖြစ်တယ်။ကောင်းမွန်တဲ့အောင်မြင်ခြင်းလည်းဖြစ်တယ်။အဲ့ဒီလိုဟောပြတဲ့အခါကျတော့မင်းကြီးကအယံသဘောကျတယ်။သဘောကျပြီးတော့ဒီယသိရဲ့ထံမှာနော်ယသိကိုသဘောကျခြင်းရဲ့အကြောင်းကလည်းပဲရှိတယ်။ယသိကအဲ့လောက်လေးပြောလိုက်တာနဲ့သဘောကျတော့တာတော့မဟုတ်ဘူး။အဲ့ဒီကင်္ဂါမြစ်ထဲမှာစီးနေတဲ့ရေကိုကြည့်ပြီးတော့ဘုရားလောင်းကအဘောကတိုင်းကိုတခါလေးရှုပြီးတော့တခါလေးဇံပင်ခြင်းရတယ်။နောက်ဆုံးကသူလူမြန်မြန်ထွက်လို့သာထွက်လာတာနေတော့ကသူအရင်ကောင်းကောင်းမွန်မွန်နေတယ်ဆိုတာကတော့မထင်ရှားဘူးလားထင်ရှားတယ်။ဒါကြောင့်ယုတ်တိရဲ့သူတခါလေးရတော့အဲ့ဒီကောင်းငယ်မှာသူထိုင်နိုင်တယ်။အဲ့ဒီအနေအထားကိုမင်းကြီးကမြင်တဲ့အခါကျတော့သူစိတ်ထဲမှာပြန်အားကြတယ်ပေါ့။အဲ့ဒါနဲ့ငါလည်းပဲထိနှန်းစည်းစိမ်ကိုစွန့်ပြီးတော့ယသိဝတ်မယ်ပေါ့။အဲ့ဒါနောက်လိုက်ငယ်သားတွေအကုန်လုံးယသိဝတ်တယ်အဲ့ဒါခုနှစ်ပြည်တောင်လောက်တောင်ယသိဝတ်ကြတယ်လို့ပြောတယ်။နော်ပိဋကဟာယူဇနာနဲ့ခြီးပြီးတော့ရှိတယ်လို့ပြောတယ်။ဘုရားလောင်းယသိရဲ့နောက်မှာအဲ့ဒါမြတ်စွာဘုရားကအဲ့ဒီဇတ်တော်လေးကိုဟောပြီးတော့ယဟန်တို့တဲ့ကိလေသာဆိုတာအလွန်ဝင်လေးတဲ့သဘောရှိတယ်ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့မလွတ်မြောက်အောင်မထွက်မြောက်နိုင်အောင်တားနေတာကပြင်ဘက်ကအရာကဗราဏမဟုတ်ကိုယ့်ရဲ့အတွင်းကအရာကသာလေဗราဏကြတယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်ကိုယ့်ရဲ့အတွင်းကအရာကိုသာလေဒကာဓမ္မတို့အကျဉ်းတို့တွေကပိုင်အောင်နိုင်အောင်ကြိုးစားအထောက်နိုင်ကြမယ်ဆိုလို့ရှိရင်ဒီအနှောင်ဖွဲ့တွေကနေလွတ်မြောက်အောင်ကြိုးစားတဲ့နေရာမှာတော့ရှော့ရှော့ရှူရှူမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်အဲ့တော့ဒီနေရာမှာဦးဇင်းတို့တရားရဲ့ဏိဂုံးပိုင်းမှာနော်ဦးဇင်းတို့တစ်ချိန်လုံးကခဏခဏပြောမယ်လို့စိတ်ကူးထားတဲ့အလွန်သဘောကျတဲ့သုတ်တန်လေးတစ်ပုဒ်ပြောပြခြင်းနဲ့အဲ့ဒါကဘာလဲဆိုတော့အဲ့ဒီသုတ်တန်ရဲ့အဓိကပြောခြင်းချင်းရဲ့အဓိကရည်ရွယ်ချက်ကနော်အနှောင်အဖွဲ့အကြီးအသေးကဗราဏကြသလားကိုယ့်ရဲ့ရုန်းကန်နိုင်မှုအားရှိခြင်းမရှိခြင်းကဗราဏကြသလားဆိုတာလေးကိုစဉ်းစားသိခြင်းလို့နော်လူတွေမထွတ်မြောက်နိုင်ဘူးမလွတ်မြောက်နိုင်ကြဘူးဆိုတာအနှောင်အဖွဲ့တွေကြီးနေလို့လားကိုယ်ဘေးမှာရှိတဲ့အနှောင်အဖွဲ့တွေအဲ့ဒီအနှောင်အဖွဲ့အကြီးအသေးကဗราဏလားဒါမှမဟုတ်ကိုယ့်ရဲ့ရုန်းကန်နိုင်မှုအားကြီးမှုသို့မဟုတ်အားသေးမှုဒါကဗราဏလားဒါလေးကိုစဉ်းစားသိခြင်းလို့များသောဖြင့်လူတွေကပြောရတာအော်ဒီကတော့ဘွာတိတ်မလွယ်ဘူးသူတို့ဘာလို့ရည်ရွယ်တာတော့သူတို့အနှောင်ဖွဲ့တွေအရင်ကြီးတယ်ဒါကြောင့်ထွက်ဖို့မလွယ်ဘူးလို့ပြောတာတကယ်တမ်းကအနှောင်ဖွဲ့တွေကြီးလို့မထွက်နိုင်တာမဟုတ်ရုန်းကန်နိုင်တဲ့အာမကြီးလို့မထွက်နိုင်တာသဘောပေါက်ရဲ့လားရုန်းကန်နိုင်တဲ့အာကြီးလို့ရှိရင်ဘလောက်ကြီးတဲ့အနှောင်ဖွဲ့ပဲဖြစ်ဖြစ်အဲ့ဒါအနှောင်ဖွဲ့လို့မဆိုနိုင်ဘူးသဘောပေါက်လားအဲ့ဒါဘာလိုနေတာလဲလို့မင်းရုန်းကန်နိုင်တဲ့အာရှိဖို့လိုတာတို့ဘာလို့မထွက်နိုင်တာတုံးဆိုတာရဲ့အဓိကကြတဲ့အဖြေကိုရမ်းသိခြင်းအောင်လူတွေပြောတာကအနှောင်ဖွဲ့တွေကြီးလို့မထွက်နိုင်တာအနှောင်ဖွဲ့သိရင်တော့သူတို့ကထွက်နိုင်မယ်ဆိုတဲ့သဘောမျိုးပြောတာအနှောင်ဖွဲ့ကလည်းဘယ်လိုဟာမျိုးကိုသိတယ်ဘယ်လိုဟာမျိုးကိုကြီးတယ်ပြောမလဲဒါနဲ့ပတ်သက်ပြီးတော့စဉ်းစားတဲ့အလွန်ကောင်းတယ်ဒီသုတ်တန်လေးကနော်သုတ်တန်ရဲ့နာမည်ကဦးဇင်းတို့လတုကိကောပမသုတ်တန်တဲ့လတုကိကဆိုတာကနော်ဘီလုံးငှက်နှံဆုံးငှက်ကိုပြောတာ
အဲ့ဒီသုတ်တန်လေးကိုအကျဉ်းမြင်လေးကောင်းထုတ်ချက်ကလေးလောက်ပဲပြောပါမယ်သုတ်တန်ကတော်တော်ရှိတယ်မြတ်စွာဘုရားလက်ထက်ကနော်ကာလုဒာယီနော်ဥဒာယီနာမည်အဲ့ဒီဥဒာယီမထေရှိတယ်အဲ့ဒီဥဒာယီကမြတ်စွာဘုရားကိုလျှောက်တယ်ပါလျှောက်တော့ဆိုတော့မြတ်စွာဘုရားတဲ့မြတ်စွာဘုရားဟာတပည့်တော်တို့ရဲ့အပေါ်မှာဆင်းရဲကနေထုတ်ဆောင်ပြီးတော့ချမ်းသာကြီးကိုအလွန်မှပို့ဆောင်နိုင်ပါလေအကုသိုလ်တရားတွေကနေထုတ်ဆောင်ပြီးတော့ကုသိုလ်တရားတွေမှာအလွန်တရာမှတည်သေးပါလေမြတ်စွာဘုရားအလွန်မှတပည့်တော်တို့ပေါ်မှာကျေးဇူးကြီးမားလာတယ်တပည့်တော်တို့ငကိုတုံးကသူ့ရဲ့ခံစားချက်ကိုသူကပြောတာမြတ်စွာဘုရားကနေလွဲစာမစားရဘူးလို့ပြောတော့တပည့်တော်ရဲ့စိတ်ထဲမှာမကျေနပ်ဘူးတဲ့မြတ်စွာဘုရားရဲ့ပေါ်မှာဩနေ့လေစာကိုပဲလူတွေကောင်းကောင်းစားကြတာနော်သာသနာအစာတုံးကနည်းနည်းလေးဆုံးခံစားတယ်နေ့လေလေးစားတယ်ညလေးစားတယ်နောက်ကြမှာမြတ်စွာဘုရားကပြည့်ညတ်တာနော်နေလွဲစာမစားရဘူးပထမပြီးတော့ဗါတော့ညစာမစားရဘူးနှစ်ခါတော့ပြည့်ညတ်အဲ့ဒီဟာတွေပြည့်ညတ်တဲ့အခါကျတော့ဒီဥဒ္ဒါကြီးကသူခံစားရတာကိုပြောတာဩမြတ်စွာဘုရားကနေလွဲစာမစားရဘူးလို့ပြောတယ်ညစာလေးတော့သူဆုံးခံစားနေသေးတယ်နောက်တစ်ခါကျတော့နေလွဲစာတွေမကဘူးညစာပါမစားရဘူးလို့မြတ်စွာဘုရားအမိန့်ထုတ်အဲ့ဒီကျတော့သူ့စိတ်ထဲမှာမကျေနပ်ဘူးဩညစာဆိုတာလူတွေကောင်းကောင်းစားကြတာတော့ညစာမစားရင်တော့အဆင်ပြေမှာမဟုတ်ဘူးလို့သူတွေးတယ်ဒါပေမဲ့လို့မြတ်စွာဘုရားရဲ့ပုံမှာချစ်ခင်တဲ့စိတ်ကြည်ညိုတဲ့စိတ်မျက်နှိုးတဲ့စိတ်နဲ့သူမဖောက်ဖျက်ဘူးမစားဘူးဆိုတော့မစားဘူးပေါ့အဲ့တော့တကယ်မစားဘဲလဲနေကြည့်လိုက်တဲ့အခါကျတော့မှဒါအလွန်ကောင်းမှလားဆိုတာကိုသိရတယ်တဲ့တော့စသရင်တော့ဒါမလုပ်ရဘူးလို့ပြောတော့စိတ်ထဲမှာမကျေနပ်ဘူးပေါ့သူရိုးသားသားဖွင့်ပြောတာနော်မြတ်စွာဘုရားကိုအလွန်လဲရင်းနှီးတဲ့သဘောပါပဲဒီစကားလေးတွေထောက်ထားကြည့်ရတာနောက်တကယ်ကျင့်သုံးကြည့်လိုက်တဲ့အခါကျတော့ဟုတ်လိုက်တာဘာဖြစ်လို့လဲဆိုတော့တဲ့တခါမဲ့တပည့်တော်ညာကြီးကိုဆုံးခံသွားတဲ့အခါကျတော့မိုးတွေကလည်းပဲဂျိုးချင်းချင်းနဲ့ဖြစ်တယ်ပေါ့အဲ့ဒီချိန်မှာလျှက်စီးကဝင်းငနဲ့လက်လိုက်တဲ့အခါကျတော့မိမတယောက်ကအဲ့ဒီမီးပုံမှာအိုးဆေးရင်းနဲ့သူ့ကိုဘွားကနေမြင်သွားလျှက်စီးလက်လိုက်မှမြင်သွားတော့အမလေးဘလူကြီးလို့អော်တယ်တဲ့អော်ပြီးတော့မှသူ့ကိုရဟမှန်းသိသွားတော့စိတ်လည်းတော်တော်တိုးသွားတယ်လန့်သွားတာပေါ့အဲ့ဒီတက္ကမလန့်သွားတော့အဲ့ဒီတက္ကမဘာပြောတော့ဆိုတော့အရှင်ယဟန်နဲ့အရှင်ရဲ့ဘိုက်ကိုဓာတ်နဲ့ထိုးဖောက်လိုက်တာကမြတ်သေးတယ်ညာကြီးဆုံးခံနေတာတော်တော်မကောင်းဘူးလို့ပြောတယ်တဲ့သူတော်တော်လေးရှက်သွားမှာပေါ့ဟိုကလည်းလန့်တော့အဲ့ဒါလိုပြောလိုက်တာသူနော်ကိုယ့်ရဲ့ဘိုက်ကိုဓာတ်နဲ့သာဖောက်လိုက်ပါတော့ညာကြီးသူများအိမ်ရှိဆုံးခံသွားတာတော်တော်ကိုအဆင်မပြေဘူးလို့ပြောတာအဲ့တော့သူဓာတ်တွေကိုလည်းမြတ်စွာဘုရားကိုရှောက်အဲ့တော့စပြီးတော့ဒါမလုပ်ရဘူးလို့ပြောတော့မှသူ့စိတ်ထဲမှာမကျေနပ်ဘူးစိတ်အရန်ကြီးမကြည်ဘူးပေါ့ဒါပေမဲ့တကယ်လှုပ်ကြည့်လိုက်တော့မြတ်စွာဘုရားကိုသူဘာဖြစ်တော့ကျေးဇူးတင်တယ်ကောင်းမှန်းသိတယ်အဲ့ဒါကိုသူရှောက်တဲ့ခါကျတော့အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဒီတရားလေးကိုဟောတာဥဒ္ဒါကြီးတဲ့ဟုတ်တယ်တဲ့ဟောဒီသာသနာတော်မှာငါကဒါကိုစွန့်ညာဒါကိုပယ်ကြလို့ဟောတဲ့အခါမှာအချီးနှီးသောယောက်ျားတွေဟာဒါအသုံးမကျတဲ့ယဟန်တွေကိုရည်ရွယ်ပြောတာပေါ့နော်အချီးနှီးသောယောက်ျားတွေဟာသူတို့ရဲ့စိတ်ထဲမှာမကျေနပ်ကြဘူးတဲ့နော်ဒီယဟန်ကြီးကခေါင်းပါတဲ့အကျင့်ကိုကျင့်လွန်းလိုက်တာလို့နော်ငါရဲ့အပေါ်မှာရောဒီအကျင့်ကိုကြီးကြီးသားသားကျင့်ကြတဲ့တခြားသောသတင်းသုံးပေါ်တွေရဲ့အပေါ်မှာသူတို့ဟာမကျေနပ်ကြဘူးတဲ့ဟောဘုရားပေါ်မှာတောင်မကဘူးနော်တခြားကျင့်တဲ့သူတွေပေါ်မှာကျင့်တဲ့ယဟန်တွေပေါ်မှာတော့ဘာလို့မကျေနပ်ဘူးတဲ့နော်ဘုရားကဒါကိုမလုံးနဲ့ဒါကိုစွန့်ညာလို့ပြောတော့သူတို့စိတ်ထဲမှာမကျေနပ်ဘူးအဲ့ဒါဘာနဲ့တူလဲဆိုလို့ရှိရင်ဥပမာပြောပြမယ်တဲ့မြတ်စွာဘုရားကနော်ဒီနှံစုံငှက်ကလေးဘီလုံးငှက်ကလေးအဲ့ဒါကိုຫນွယ်ပုတ်ကလေးနဲ့သူ့ကိုခြေထားလိုက်တယ်ငှက်ကလေးကလည်းတေးသေးလေးຫນွယ်ပုတ်ကလေးနဲ့ခြေထားလိုက်တယ်အဲ့ဒီຫນွယ်ပုတ်ကလေးတေးသေးလေးဆိုပြီးတော့ဒီမိဘီလုံးငှက်ကတော့လုံးဝမယုံနိုင်ဟုတ်တယ်မဟုတ်လားတော့တေးသေးလေးကိုအဲ့ဒါလေးနဲ့ခြေထားပဲဆိုရင်တော့သူကဘာမှယုံမရတဲ့အတွက်ကြောင့်သူများရဲ့နှိပ်စက်တာညှင်းဆဲတာတပ်ဖြတ်တာကိုသူခံရမယ်အဲ့ဒီဘီလုံးငှက်ကလေးအတွက်ဒီຫນွယ်ပုတ်ကျိုးကလေးကမခိုင်မြဲတဲ့အနှောင်အဖွဲ့လို့ဆိုနိုင်မလားတဲ့မဟုတ်ဘူးတဲ့သူ့အတွက်ခိုင်မြဲတဲ့အနှောင်အဖွဲ့အလွန်မြဲမြံတဲ့အနှောင်အဖွဲ့သူ့အတွက်အလွန်အားကြီးတဲ့တော့လေဘဲမှာတက်သားနဲ့ထွန်းပြီးတော့ဆွဲထားတဲ့တောက်ကြီးလို့အလွန်ကြီးကျယ်တဲ့ဓာတုရဲ့အနှောင်အဖွဲ့အချုပ်အနှောင်ကြီးပဲတဲ့တကယ်ကတော့ဗာလေးတော့ຫນွယ်ကျိုးအပုတ်ကလေးနော်ဒါပဲဗာဖြစ်နေတော့သူ့အတွက်ခိုင်မြဲတဲ့အနှောင်အဖွဲ့အဲ့လိုပဲမြတ်စွာဘုရားဒါကိုမလုံးနဲ့ပေးကြလို့ပြောတယ်ဘာမှပြောမလောက်တာမဟုတ်ဒါပေမဲ့အဲ့ဒီယဟန်တွေကမပေးနိုင်ဘူးမစွန့်နိုင်ဘူးဒါဟာသူ့အတွက်အနှောင်အဖွဲ့ကြီးပဲတဲ့ဟောတချို့တရားတရားနဲ့ပြည့်စုံတဲ့ယဟန်တွေကြတော့ငါကဒါကိုမလုံးနဲ့ဒါကိုပယ်ကြဒါကိုစွန့်ညလို့ပြောလိုက်လို့ရှိရင်သူတို့ကဘလို့စဉ်းစားတော့ဆိုတော့မြတ်စွာဘုရားကပယ်စွန့်လို့ပြောတဲ့အရာဘယ်မှာသာလင်သိမ်းမွားတဲ့ကိစ္စဖြစ်နိုင်မလဲ
ပြောပါလောက်တဲ့ကိစ္စဘယ်မှာသာလင်ဖြစ်နိုင်လဲမြတ်စွာဘုရားကမလုံနဲ့ဆိုရင်တို့မလုံဘူးဆိုပြီးတော့သူတို့ကရှောင်ကျင်ကြတယ်ပယ်စွန့်ကြတယ်မြတ်စွာဘုရားကပယ်စွန့်ဆိုရင်ပယ်စွန့်လိုက်တယ်အဲ့ဒီယဟန်နေကြတော့ဘာနဲ့ဥမာတူတော့ဆိုတော့နော်မင်းရဲ့စစ်စင်ကြီးများနော်စစ်တိုက်တဲ့နေရာမှာအသုံးချတဲ့စင်ကြီးတွေနော်အစွဲကြီးတွေကဆိုလှဲတန်လောက်ရှိတယ်ဆိုတဲ့အစင်အကြီးကြီးတွေပေါ့အဲ့ဒီစင်ကြီးတွေအကောင်မောင်းတန်စင်ကြီးစင်သွားကြီးတွေပေါ့နော်အလွန်ခိုင်မြဲတဲ့လွန်ကြိုးကြီးတွေနဲ့ခြီးထားပဲဟုတ်လားဘလောက်ကြီးတဲ့ကြိုးပဲဖြစ်ဖြစ်ပေါ့အဲ့ဒီစင်ကြီးကသာလေးကြိတ်ပြီးတော့လှုပ်လိုက်တာနဲ့အဲ့ဒီကြိုးတွေကတိုင်းဆိုအကုန်လုံးပြတ်ထွက်သွားတယ်ကျိုးတော်ကြီးပဲနော်ဒါပေမဲ့လို့အဲ့ဒီဆင်ကြီးအတွက်အဲ့ဒီကျိုးကိုခိုင်မြဲတဲ့အနှောင်ဖွဲ့လို့ဆိုနိုင်မလားတဲ့မဆိုနိုင်ဘူးတဲ့အဲ့ဒါမခိုင်မြဲသောအသေးအမွားသောနော်ပုတ်ဆွေးနေသောအနှောင်ဖွဲ့လို့သာဆိုရမယ်တဲ့ဟောဘိသတို့နားလည်းမထင်ပါနဲ့နော်သဘောပေါက်ရဲ့လားမြတ်စွာဘုရားကဒါကိုပယ်စွန့်ညလို့ပြောရင်ပယ်စွန့်နိုင်တဲ့ပုဂ္ဂိုလ်အတွက်ဓာတုအတွက်အဲ့ဒါကအနှောင်ဖွဲ့မဟုတ်မပယ်စွန့်နိုင်ဘူးဆိုရင်အဲ့ဒါသူ့အတွက်အနှောင်ဖွဲ့ဖြစ်နေတယ်အဲ့ဒါကိုဆက်ပြီးတော့နားလည်အောင်မြတ်စွာဘုရားဥပမာတစ်စုံထပ်ပေးတယ်။ဆိုကြပါစို့တဲ့အလွန်ချင်းရတဲ့လူတယောက်ရှိတယ်။သူ့မှာဘာပဲရှိလဲဆိုတော့ကြီးတတော်တော်နဲ့စုပ်ပြတ်ပြီးတော့နေတဲ့ရိုင်းလည်းမတက်အိမ်အစုပ်ကလေးတဲအစုပ်ကလေးတစ်လုံးရှိတယ်တဲအစုပ်ကလေးနေဖြစ်ုံလေး။နောက်အထက်ထဲမှာလည်းပဲအိတ်ဖြစ်ုံလေးထကောက်လျှော်နဲ့တွဲရထားတဲ့ကရင်အစုပ်ကလေးတစ်လုံးရှိတယ်တဲ့။ဒါမြတ်စွာဘုရားအဲ့တိုင်းဟောတာ။ပြီးတော့သူ့ရဲ့အိုးလေးတစ်လုံးထဲမှာလူဇံလေးတွေပဲလေးတွေပြောင်းလေးတွေမျိုးစီလေးထည့်ထားတဲ့အိုးလေးတစ်လုံးလည်းရှိတယ်။ပြီးတော့အလွန်အယုတ်ဆိုးအကြီးတန်းနဲ့ဇနီးမယားတယောက်လည်းရှိတယ်တဲ့ဟောသူမှဒါပဲရှိလွန်ဆင်းရဲတဲ့လူပေါ့နော်ကြီးတော်တော်နဲ့အိမ်အစုပ်လေးရဲ့ကရင်စုပ်လေးတစ်လုံးရဲ့နော်မျိုးစီလေးထည့်ထားတဲ့အိုးတစ်လုံးရဲ့အယုတ်ဆိုးအကြီးတန်းနဲ့မယားတယောက်ရဲ့နော်အယုတ်ဆိုးကြီးတန်းနဲ့လို့လည်းပါတယ်နော်အေးအဲ့ဒီလူကတနေ့ကျတော့နော်တရားအထုတ်နေတဲ့ယဟန်တစ်ပါးကိုမြင်တယ်ဒီယဟန်နော်ကောင်းမွန်တဲ့အစာအာဟာရကိုဖုံးပေးသုံးဆောင်ပြီးတော့နော်အေးချမ်းရာအရှိတ်မှာငြိမ်ငြိမ်သက်သက်လေးထိုင်ပြီးတော့မြင့်မြတ်တဲ့အလုပ်ကိုလုပ်နေလိုက်တာကောင်းလိုက်တာချမ်းသာလိုက်တာအဲ့ဒါသူမြင်တဲ့အခါကျဘာစဉ်းစားလို့ငါဘဝကအလွန်ဆင်းရဲတယ်ဒီဆင်းရဲတဲ့ဘဝနဲ့ငါဘာလုပ်မှာတော့အဲ့တော့ချမ်းသာတဲ့ငါယဟန်ဘဝကိုငါသွားမယ်လို့သူအကြံစီကြီးကြံစီတယ်နော်ဒီဘဝအနေထားတစ်ခုကိုသူဆက်ပြီးတော့သူလည်းပဲဝတ်မယ်ဆိုရင်ဝတ်လို့မရဘူးလားယဟန်ပြုလို့မရဘူးလားရတယ်ဒါကြောင့်သူယဟန်ပြုမလို့စဉ်းစားတယ်ဒါပေမဲ့တကယ်တော့သူယဟန်မပြုနိုင်ဘူးစောစောကကြီးတော်နဲ့အိမ်စုပ်ကလေးရဲ့ကရင်စုပ်ကလေးရဲ့ဟုတ်လားအိုးလေးတစ်လုံးရဲ့အကြီးတန်းနဲ့ဇနီးမယားတယောက်ရဲ့ဒါကိုသူမစွန့်နိုင်အဲ့တော့အဲ့ဒီဆင်းရဲသားအတွက်သူပိုင်ဆိုင်ထားတဲ့အဲ့ဒီပစ္စည်းတွေဟာသူ့အတွက်အပေါ်ယံကြည့်ရင်တော့မခိုင်မြဲတဲ့အနှောင်ဖွဲ့လို့ထင်ရပေမဲ့လို့တကယ်သူ့အတွက်အဲ့ဒါမဖြစ်နေတော့ခိုင်မြဲတဲ့အနှောင်ဖွဲ့တွေပဲတဲ့အဲ့ဒါသူ့အတွက်ကြီးကျယ်တဲ့အနှောင်ဖွဲ့တွေပဲဟုတ်လားဒါဥပမာပေးတာနော်မြတ်စွာဘုရားကဥပမာနဲ့ဥမေးရလဲကွဲအောင်မှတ်ရမယ်ဟုတ်လားမြတ်စွာဘုရားကဒါကိုပယ်စွန့်ညလို့ပြောတဲ့အခါမှာမပယ်စွန့်နိုင်တဲ့ပုဂ္ဂိုလ်အတွက်အဲ့ဒါဟာသူ့အတွက်အနှောင်ဖွဲ့ဖြစ်တယ်တေးလေးပယ်စွန့်ခိုင်းတယ်စွန့်မစွန့်သူစွန့်နိုင်တယ်ဒါပေမဲ့သူမစွန့်နိုင်ဘူးဒါပေမဲ့မစွန့်နိုင်တဲ့အတွက်ကြောင့်ပဲအဲ့ဒါဟာသူ့အတွက်မဖြစ်နေဘူးအနှောင်ဖွဲ့ကြီးဖြစ်နေတော့သူ့အတွက်အခက်အခဲကြီးပဲနောက်ထပ်ဥပမာတစ်ခုထပ်ပေးတယ်အလွန်ချမ်းသာကြွယ်ဝတဲ့တတိတယောက်ပိုင်ဆိုင်မှုအလွန်ကြီးတယ်စီစဉ်အလွန်ကြီးတယ်အကျွေးရန်တွေအသင်ပင်တွေအများကြီးသားတွေသမီးတွေဇနီးတွေမယားတွေနဲ့တကယ့်ကိုကြီးကြီးတဲ့ချမ်းသာတဲ့တတိတယောက်အဆုံးတော့လိုပဲယဟန်တစ်ပါးကိုတွေ့တယ်။ဒီယဟန်ရဲ့ဘဝအေးချမ်းလိုက်တာငါယဟန်ဘဝကိုကူးပြောင်းမယ်ဆိုပြီးတော့ရှိသမျှအကုန်လုံးကိုစွန့်လွတ်ပြီးတော့သူယဟန်ပြုလိုက်တယ်တဲ့ဟောအဲ့ဒီယဟန်ပြုနိုင်တဲ့အဲ့ဒီတထေးတွေကျွယ်ကိုဘယ်လိုပြောမလဲတဲ့သူပိုင်ဆိုင်ခဲ့တဲ့သူ့ရဲ့အရာတွေဟာသူ့အတွက်အားကြီးတဲ့အနှောင်ဖွဲ့တွေလို့မဆိုနိုင်ဘူးတဲ့သဘောပေါက်ရဲ့လားဟောတော့သူကစွန့်နိုင်တယ်လေဟောအဲ့လိုပဲမြတ်စွာဘုရားကပယ်စွန့်ညလို့ပြောတဲ့အခါမှာပယ်စွန့်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီအရာအဲ့ဒီအကြောင်းအရာတွေကသူ့အတွက်အားကြီးတဲ့အနှောင်ဖွဲ့စဉ်းစားနော်ဒကာကြီးမိုင်းများဒါဘာကိုရည်ရွယ်တာတော့ဘဝမှာလွတ်မြောက်မှုရှိတယ်လွတ်မြောက်မှုမရှိဘူးဆိုတာအနှောင်အဖွဲ့တွေနှောင်ဖွဲ့ထားတာကအဓိကလားကိုကမယုံကန်နိုင်တာကအဓိကလားကိုကမယုံကန်နိုင်တာအဓိကနော်နှံစုံငှက်ကလေးအတွက်ကတော့ຫນွယ်ပုတ်ကလေးကအလွန်အားကြီးတဲ့အနှောင်ဖွဲ့ဖြစ်နေတယ်ဟုတ်လားအလွန်ကြီးကျယ်တဲ့လွန်ညိုးကြီးတွေကဆင်ကြီးတကောင်အတွက်ကတော့ဘာမှပြုတ်ပတ်လောက်တဲ့အနှောင်ဖွဲ့မဟုတ်ဘူးဟုတ်ရဲ့လားအဲ့တော့ကိုဘေးကိုဝင်းကျင်မှာဘာတွေပဲဖြစ်လို့နေကိုကသာတကယ်လို့အားရှိမယ်ဆိုလို့ရှိရင်ကိုထွက်ချင်တယ်ဆိုထွက်လို့မရဘူးလားအဲ့တော့ပြောချင်တာကသူများကိုအကြောင်းမပြနဲ့လို့ပြောချင်တာ
မင်းတို့ကြောင့်ငါဒုက္ခရောက်နေတာတော့လုံးမနေနဲ့ဟုတ်လားမင်းတို့ကြောင့်ဒုက္ခရောက်မှာကိုကြောင့်ကိုဒုက္ခရောက်နေတာကိုလောဘကြောင့်ကိုဒုက္ခရောက်နေတာသဘောပေါက်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အနှောင်အဖွဲ့အကြီးအသေးကပရဏလားရုန်းကန်နိုင်မှုရှိခြင်းမရှိခြင်းကပရဏလားဒါပဲအဲ့ဒါပြောရင်အဲ့ဒါလက်တုကိကုံမသုတ်တန်ရဲ့ဦးဇင်းတို့ကောင်းထုတ်ချက်ကလေးနောက်ထပ်ဆက်ပြီးတော့ဟောထားတာရှိပါတယ်ဟုတ်လားဒါတော့အဲ့တော့ဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့အဲ့ဒီရုန်းကန်နိုင်တဲ့စွမ်းအားဆိုတာကလည်းပဲအဓိကပညာကိုရည်ညွှန်းတာနော်အသိဉာဏ်ပညာတကယ်အားကြီးပြီဆိုရင်အသိဉာဏ်ပညာကဖောက်မထွက်နိုင်တဲ့အနှောင်ဖွဲ့ဆိုတာမရှိဘူးဒီအနှောင်ဖွဲ့ကိုဖောက်မထွက်နိုင်ဘူးဆိုလို့ရှိရင်ကိုဟာဖောက်ထွက်နိုင်လောက်အောင်ကိုယ့်ရဲ့ဉာဏ်ပညာဟာမကြီးမားလို့အဲ့တော့ဉာဏ်ပညာဆိုတာကလည်းပဲအလကားတော့ရတာမဟုတ်ဉာဏ်ပညာရဲ့နီးစွာသောအကြောင်းတရားဘာလဲလို့မေးရင်သမာဓိအလုံးသိရနော်ဉာဏ်ပညာရဲ့နီးသောအကြောင်းဟာသမာဓိနော်သမာဓိဆိုတာလည်းအလကားမရဘူးတတိဒီခိုင်မြဲနေမှာသမာဓိဆိုတာရတာအဲ့ဒီတတိကလည်းအလကားမရဘူးကြိုးစားအထုတ်ပြီးတော့တိဆောက်မှဝရိယရှိမှရတာအဲ့ဒီကြိုးစားအထုတ်မှုဝရိယဆိုတာလေးဖြစ်ဖို့ကလည်းပဲယုံကြည်မှုဆိုတဲ့တရားတရားရှိမှကြိုးစားအထုတ်ဘယ်နှလုံးလဲတတိထားမိလား5လုံးပညာသမာဓိတတိဝရိယတရားအဆုံးကနေနောက်ကိုပြန်သွားတာပညာရဲ့သမာဓိရဲ့တတိရဲ့ဝရိယရဲ့တရားအဲ့ဒါကိုပြန်သွားမယ်တတ္တဝရိယတတိသမာဓိပညာဒါကိုဘာလို့ပြောလဲဘုံ5ပါးခွန်အား5မျိုးတော့ယုံကန်နိုင်ခြင်းနဲ့ခွန်အားရှိခြင်းနဲ့ဆိုရင်ဒီ5မျိုးရှိရဟုတ်တယ်မဟုတ်လားဒီ5မျိုးရှိရင်ဒီကဓမ္မတို့ဘလို့အနှောင်ဖွဲ့မှာဒါအနှောင်ဖွဲ့လို့ပြောလို့မရဒီ5မျိုးသာတကယ်အားကောင်းမယ်ဆိုရင်ပြောတာနော်အနှောင်ဖွဲ့ရှိခဲ့တယ်ဆိုရင်တော့အဲ့ဒါခိုင်မြဲတဲ့အနှောင်ဖွဲ့မဟုတ်အဲ့ဒီ5မျိုးမရှိဘူးအားနည်းတယ်ဆိုရင်တော့ဘလို့အနှောင်ဖွဲ့ရပဲဖြစ်ဖြစ်အဲ့ဒါအားကြီးတဲ့အနှောင်ဖွဲ့ဖြစ်နေမှာပဲလှုပ်ကိုလှုပ်နိုင်မှာမဟုတ်နော်ဘလို့အနေထားလေးပဲဖြစ်ဖြစ်အဲ့ဒါကကိုယ့်အတွက်ဆုံးဆုံးမြုပ်သွားနိုင်တယ်တော့ပေါ့လားနော်ကြီးကျယ်တဲ့လူတွေကမှသူတို့မှဒုက္ခများလိုက်တာလို့မထင်နဲ့နော်မကြီးကျယ်တဲ့လူလည်းပဲဒုက္ခကတော့များနေတာတပိဿပေါင်းတော့ဥစဉ်ပုံပေါ်အောင်ပြောနေတာကနော်ဘေးကအရာတွေကအဓိကမဟုတ်ကိုယ့်ရဲ့အတွင်းစိတ်ကလည်းအဓိကဟုတ်လားဒါကြောင့်ကိုကရုန်းကန်ခြင်းနဲ့စိတ်ရှိမယ်ဆိုရင်ခွန်အားရှိဖို့လိုတယ်အဲ့ဒီခွန်အားတွေပြည့်ကျင်တယ်ဆိုလို့ရှိရင်ဒါကတော့ဦးဇင်းတို့ဏိကုံးချုပ်ကလေးပေါ့ဟုတ်လားတရားတတိဝရိယတရားဝရိယတတိသမารိပညာဒီခွန်အား5မျိုးပြည့်စုံခြင်းတယ်ဆိုလို့ရှိရင်နော်တတိပဋ္ဌာန်တရားကိုပဲစောင့်ချပြီးတော့ပွားကြရမှာတတိပဋ္ဌာန်တရားကိုကြိုးစားပြီးတော့ပွားများလာတာနဲ့အမျှတရားတရားတွေလည်းတက်လာမယ်ဝရိယတွေလည်းတက်လာမယ်တတိသမารိပညာဒါတွေတက်လာမယ်ခွန်အားတွေတက်လာတာနဲ့အမျှနော်ယုံကန်နိုင်ကြရှိတာကိုယုံကန်သွားနိုင်တယ်ပေါ့ဒီခွန်အားတွေအားနည်းနေမယ်ဆိုရင်တော့ဒကာမတို့ဦးဇင်းတို့မယုံကန်နိုင်ဘူးဆိုရင်လည်းမထွက်မြောက်နိုင်ဘူးဟုတ်လားဒါကြောင့်နိက္ခမပါရမီနဲ့ပတ်သက်ပြီးတော့ဒါဦးဇင်းတို့မှတ်သားစရာလေးတွေနော်စူးစီးပြီးတော့ပြောပါတယ်နော်အချိန်လည်းစေ့နေပြီဟုတ်လားအဲ့တော့ဒီနေ့မှပြောခဲ့တာတွေအကုန်လုံးပြန်ပြီးတော့အနှစ်ချုပ်ကြည့်မယ်နော်နိက္ခမတရားနဲ့ပတ်သက်ပြီးတော့ဘုရားလောင်းကနော်အချုပ်ထောင်ထဲမှာကြာမြင့်စွာဆင်းရဲနေရတဲ့ပုဂ္ဂိုလ်ဟာဒီအချုပ်ထောင်ကြီးရဲ့အပေါ်မှာညီကတွေ့တာမှုမရှိဘဲနဲ့လွတ်မြောက်မှုကိုသာလည်းအမြဲတမ်းရှာဖွေနေသလိုနော်မိမိတို့ရဲ့ဘဝကိုလည်းပဲအချုပ်ထောင်လို့နားလည်ပြီးတော့လွတ်မြောက်ရေးကိုပဲရှေ့ရှုပြီးတော့လွတ်မြောက်အောင်ကြိုးစားရမယ်ဒါမှပြောခဲ့ဘူးလားပြောခဲ့တယ်အဲ့တော့နိက္ခမတရားဆိုတာဘာလဲလို့မေးရင်ဝိတုကာမကိလေသာကာမကထွတ်မြောက်နိုင်အောင်ကြိုးစားတာအထူးသဖြင့်ကိလေသာကာမကလွတ်မြောက်အောင်ကြိုးစားတာအလောဘတိနိက္ခမတရားလို့လည်းဒီလိုပြောတာမပြောခဲ့ဘူးလားပြောတယ်နော်လောဘမဖြစ်အောင်လုပ်နိုင်တယ်အလောဘဖြစ်အောင်လုပ်နိုင်တယ်ဆိုရင်အဲ့ဒါနိက္ခမပါရမီဖြည့်ဆည်းနေရရောက်တယ်ပါရမီ10ပါးထဲမှာနိက္ခမပါရမီဒီအဓိကအကြဆုံးဆိုတာကိုပြောခဲ့ဘူးလားပြောခဲ့တယ်နော်လွတ်မြောက်ရေးကိုရှေ့ရှုပြီးတော့ကျန်တဲ့မြင့်မြတ်တဲ့လုပ်ငန်းတွေကိုလုပ်မှဒါပါရမီထိုက်တာဟုတ်ရဲ့လားနောက်နိက္ခမရဲ့အနည်းဆုံးအကြောင်းကတံဝေကဆိုတာပြောခဲ့တယ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့နော်လောဘဆိုတာရှိနေရင်အပေါင်းဖော်နဲ့နေနေတာလောဘဆိုတာမရှိဘူးဆိုရင်တယောက်တည်းနေနေတာနော်အများထဲမှာပဲနေတောထဲမှာပဲနေလောဘရှိရင်တော့အပေါင်းဖော်နဲ့နေတာလောဘမရှိဘူးဆိုရင်တယောက်တည်းနေတာဒါလည်းမပြောခဲ့ဘူးလားပြောခဲ့တယ်နော်အေးမြို့ထဲရွာထဲလူတူကြားထဲမှာတမာတိရှိနေတဲ့ပုဂ္ဂိုလ်တဲ့တောထဲမှာငိုက်မီးနေတဲ့ပုဂ္ဂိုလ်ကိုမြတ်စွာဘုရားပို့ပြီးတော့နှစ်သက်တယ်ဆိုတာကိုပြောခဲ့ဘူးလားပြောခဲ့တယ်အဲ့ဒါပြီးတော့ဦးဇင်းတို့မဟာဇနကဇတ်တော်ကိုပြောခဲ့တယ်ပေါ့အဲ့ဒီမဟာဇနကဇတ်တော်ပြီးတော့ဦးဇင်းတို့ဗာဆက်ပြောတော့နော်စိတ်တဟတ္ထစိတ်အလိုလိုက်တဲ့ယဟန်နော်ယဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ကိုတောင်မှလောဘက
နောက်ကုံမာနီးမှာအနှောင့်အယှက်တော့ပေးသွားသေးတာပဲဟုတ်လားအနှောင့်အယှက်တော့ပေးသွားသေးတာပဲအဲ့ဒီမှာဘုရားလောင်းကသူ့ရဲ့အကြောင်းတွေကိုပြန်ပြောင်းပြီးတော့ဟောပြတဲ့အနေအထားလေးတွေဒါဦးဇင်းတို့ပြောခဲ့တယ်ပေါ့နောက်ဏိကုံးချုပ်ပြောလိုက်တာတွေကတော့နော်အလွန်မှတ်သားစရာကောင်းတယ်လို့ထင်ပါတယ်ဟုတ်လားအနောင်ဖွဲ့အကြီးအသေးကအဓိကလားကိုယ့်ရဲ့ရုန်းကန်နိုင်မှုခွန်အားအကြီးအသေးကအဓိကလားဆိုတာလေဟုတ်လားဒါကြောင့်တရားဝရိယတတိတမာတိပညာလို့ဆိုတဲ့ဒီခွန်အားရုန်းကန်နိုင်တဲ့ခွန်အားဒါကိုကြည်ထွားအောင်ကြိုးစားဖို့မလိုဘူးလားလိုပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ပြောဖို့ကြံနေတာလေးတစ်ခုကနော်နိက္ခမတရားဆိုတာရှင်ယဟန်ပြုခြင်းပထမဇန်တရားနိဗ္ဗာန်တရားဝိပဿနာတရားအလုံးစုံသောကုသိုလ်တရားတွေကိုနိက္ခမလို့ခေါ်တယ်ဆိုတာလည်းမပြောခဲ့ဘူးလားပြောခဲ့တယ်ဒါကြောင့်ကုသိုလ်ကောင်းမှုတွေပြုတိုင်းနိက္ခမပါရမီဖြစ်အောင်လွတ်မြောက်ရေးဘက်ကိုရှေ့ရှုပြီးတော့လှုပ်လိုက်မယ်ဆိုလို့ရှိရင်နိက္ခမလည်းဖြစ်တယ်နိက္ခမပါရမီလည်းထိုက်တယ်ပေါ့ဟုတ်လားဒါကြောင့်ဒါကတော့ဘဝထဲမှာအသုံးချဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပြောတာပေါ့နော်ဒါကတော့ဦးဇင်းတို့နောက်ဆုံးဥပေက္ခပါရမီနေ့မှာအကုန်လုံးပါရမီ7ပါးနဲ့ပတ်သက်ပြီးတော့မှတ်သားစရာလေးတွေကိုစုစည်းပြီးတော့ဦးဇင်းတို့ပြောမှာပေါ့နော်ဒီကနေ့တော့နည်းနည်းလေးအချိန်ပိုပြီးတော့ကြာသွားတယ်ဟုတ်လားဒါနိက္ခမတရားနဲ့ပတ်သက်ပြီးတော့ပေသာပေါင်းသူတော်ကောင်းတို့ပါရမီ7ပါးထဲမှာအဓိကအကြဆုံးအရေးကြီးဆုံးပါရမီလို့ဆိုဘုရားကြီးဆုံးဖြတ်ပြတဲ့ဒီနိက္ခမပါရမီနဲ့ပတ်သက်ပြီးတော့ဒါဒီကနေ့နာယူကြည်ညိုခဲ့ရပြီနော်ဒါကြောင့်ဒီကနေ့အထုအပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအရှုစုကြောင့်ပေတပေါင်းသူတော်ကောင်းတို့သည်နိက္ခမပါရမီကိုရင့်ကျက်အောင်ကြိုးစားအထောက်ရင်းဖြင့်ပညာပူညံမျက်နှိပ်ပိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းဖြင့်မေတ္တာပို့ပြီးတော့တရားပွဲဓမ္မစဉ်ကိုအဆုံးသတ်ကြရအောင်နော်